ကျွန်တော်တို့ဒီဟောပြောပဲဘုဖို့အတန်လေးစာအုပ်ပေါ့လေအဲ့ဒီစာအုပ်ကိုကျွန်တော်ခုပြန်ပြီးစီစဉ်တဲ့အခါမှာသာပေလောကကိုမျိုးမျိုးသူရဲ့တိုက်တွန်းရပြုလုပ်ခြင်းဖြစ်ပါတယ်အမှန်တိုင်းပြောလို့ရှိရင်စီးပွားရေးတော်ရပြောရမယ်ဆိုရှင်စာအုပ်ထုတ်နေတယ်လို့သိကြတာမျိုးမဟုတ်ပါဘူးဖြစ်ချင်းဖြစ်မယ်မဖြစ်ချင်းမဖြစ်ဘူးဘုရားလို့ဆရာကြီးကျွန်တော်တို့တစ်ခုလုပ်ကြရအောင်တိုင်းပြည်အတွက်လူမျိုးအတွက်လူမျိုးတွေတစ်ခုလုပ်ကြရအောင်ဘာကြောင့်တစ်ခုလုပ်ကြရလဲဆိုတော့ဆရာကြီးကျွန်တော်တို့တစ်ခုလုပ်ကြရမှာဟုတ်လားဒီအတွက်ပါပဲကျွန်တော်ကလည်းလူမျိုးတွေကိုအင်တန်စိတ်ဝင်စားတယ်ဘာကြောင့်လဲဆိုတော့လူမျိုးတွေပဲကျွန်တော်တို့အားကိုးရတော့မှာကိုလူကြီးတွေကသိအားကိုးလို့မရတော့မရတော့ဘူးဆိုလိုက်တော့ကျွန်တော်ကလူကြီးတွေကိုအထင်ကြီးလို့ပြောတာမဟုတ်ပါဘူးသူတို့ကိုတိတင်တာမဟုတ်ပါဘူးလူကြီးဆိုတာကရင်းလုံးညရောက်လို့ရှိရင်ဖေးလုံးဝရောက်နေပြီးတော့မှာလေအဲ့တော့ကျွန်တော်တို့ကလူငယ်တွေကိုအားကိုးရတာပါဒါပေမဲ့လူငယ်တွေကိုအားကိုးတဲ့လူငယ်တွေကိုအားထားတယ်ဆိုတော့အောင်သိကလူငယ်တွေကိုချစ်လို့မထင်နဲ့အောင်သိကိုအောင်နဲ့ချစ်ရသေးတာကိုဘာကြောင့်လဲဆိုတော့လူငယ်တွေကအဟုတ်မလို့မိုက်မဲလို့ရှိရင်ကျွန်တော်မှအသေးကြီးတော်ကြီးမှတောင်ပြေးရမြောက်ပြေးရစားရမယ်တောက်ရမယ်မဖြစ်ချင်ဘူးဒါကြောင့်ကျွန်တော်လူငယ်တွေလူမကြီးတွေလူငယ်တွေကြောင်းကျိုးရေးချသိလို့ရှင်လေဒါကြောင့်ကျွန်တော်လူငယ်တွေကိုပြောတာပါဒါနဲ့လူငယ်တွေကိုကျွန်တော်ပြောတဲ့အခါမှာကုတီခွေမှာတော့ဖြစ်ကျွန်တော်မင်းနဲ့ပြောမှာဘာဆိုကျွန်တော်အတန်းထဲမှာကျွန်တော်စာသင်ငန်းထဲမှာရှိနေတဲ့ကလေးကိုပြောလို့ကျွန်တော်ပြောတော့ပါအဲ့ဒါကြောင့်ဒဲလို့များကျွန်တော်အခွေကိုလူကြီးတွေကနားထောင်ပြီးလို့ရှိရင်မင်းငါရေးနဲ့စာသင်ငန်းထဲမှာဆုံးမတဲ့ဘုံပါနေလို့ရှိရင်လူကြီးတွေကအောင်တဲ့ဟာတို့သားသမီးကြီးတွေကိုဆုံးမနေပါကလားတို့တို့နဲ့မဆိုင်ပါလားငါတို့တွေက observer လို့ခေါ်တဲ့လေ့လာသူဖြစ်ပါလားလို့သဘောချပြီးနားထောင်ကြပါလို့လူကြီးတွေကိုကျွန်တော်ပြောနေပါတယ်ကောင်းပါပြီခုချိန်ကစပြီးတော့ကျွန်တော်လူငယ်တွေကိုဆရာလုပ်ခွင့်ပြုပါကျွန်တော်ကျောင်းဆရာပါနော်ကျောင်းဆရာဆိုတာကအင်မတန်ခက်ပါတယ်တွေ့လိုက်လို့ရှိရင်ဆုံးမကျင်တာကြီးပဲသူတို့အကြည့်ကြီးပါလာတယ်ဒါကြောင့်မလို့ကျောင်းဆရာများပထမဆရာဖြစ်စဆိုလို့ရှိရင်လည်းသူကကျောင်းကစပြီးဆရာဖြစ်လာတာဆိုတော့သူကရုပ်တည်းမပြောရဘူးမပြောရတော့သူ့ကိုယ်တိုင်ကဘီစီအောင်းလာတာတောင်မှအခန်းထဲကိုရောက်လို့ရှိရင်ဘယ်ကျောင်းသားများကချိကချောက်မေးလိုက်မလဲလို့လန့်တယ်6တန်းကျောင်းကတော့ပေါ်နေတယ်လန့်တန်းတာဖြစ်အဲ့နောက်ကြလို့ကျောင်းဆရာတဲ့၄၅၆နှစ်ရှိလာတော့မှသူ့ကိုယ်သူပိုင်နိုင်လာတယ်ဟဲ့ကောင်းလေးလားနော်လေးဝဲလေးလိုက်သမင်းဆွလိုက်ဘိုက်လိုက်ဆွလိုက်နောက်တစ်ခါဆိုရင်ဆရာကြီးရုံးကပို့မယ်ကျောင်းသားတွေကသူ့ကိုယ်သူတတ်တယ်တကယ်ယူကြီးလာတယ်အဲ့ဒါမှကျောင်းဆရာလုပ်တဲ့14နှစ်ရှိလာတဲ့ခါကျနေမလူတွေသူကတတ်တယ်လို့ထင်တယ်ဗျာမတွေ့လိုက်တမ်းလို့ဆရာကြီးချင်တာပဲဒီကမှဟိုကနေ့တော့ကျုပ်သိလာတယ်ဒီကစလာတာအဲ့ဒီကနေဒါကြောင့်မလို့ကျောင်းဆရာကြီးတွေပဲရေးမယ်ခင်ဗျားတို့တိုးစိုးယူသွားပြီးတော့သမဝိုင်းမှာဥက္ကဋ္ဌဖြစ်မချောင်းလို့အောင်လို့တော့သွားပြီးခင်ဗျားကအစည်းအဝေးမှာတခုလေးပြောလို့မထားလိုက်ထားတယ်နဲ့အဲ့ဒီသမဝမှာဥက္ကဋ္ဌဆရာကြီးကကျောင်းဆရာကြီးကဒီကမှဟိုဘုရားမှာညာနားတယ်ပါလေထိုင်ငန်းမှာဆိုလဲအဲ့ရုပ်ခနဲ့ထည့်လိုက်တော့ရှိုးဝါဆပ်ပြလေးတော့မတောင်းဘူးကျွန်တော်ပြောတာကျွန်တော်ကကျောင်းဆရာယောဂပါဒါကြောင့်တကယ်လို့ဆရာလုပ်တဲ့အတန်ပါနေလို့ရှိရင်ခွင့်လွတ်ပါလို့ကျွန်တော်ပြောရပါတယ် To know all is to forgive all အားလုံးကိုသိချင်ခွင့်လွတ်ခြင်းပဲဒီလေခွင့်လွတ်နိုင်တယ်ဘယ်မှာနာနဲ့မြတ်စွာဘုရားသခင်ကိုတောင်းတမဲ့ပြီးပြောတော့မြတ်စွာဘုရားသခင်ကဘာကြောင့်ခွင့်လွတ်နိုင်လဲဆိုတော့ပုထုဇဉ်တော်ဥမ္မာတကောလူဆိုတာအယူရပါလားဆိုအစအဆုံးပြနေတော့သူကဘာပြောရရှိလဲခွင့်လွတ်နိုင်တာပေါ့အယူလို့ဘောထားပြီးသားဆိုခွင့်လွတ်နိုင်တာပေါ့ဆိုတော့ဆေးမှာလူနာတယောက်ကရောက်ကြတဲ့ခါမှာဒေါက်တာဥမ္မာကိုတောင်းတမြောက်တွဲနဲ့ပြောတော့ဘာတော့ကဒီကောင်ကဟင်ဘောင်းကြီးနဲ့နံကထိုင်နဲ့နောက်ကကောင်မတွေတထွေးကြီးနဲ့ဆိုဒေါက်တာဥမ္မာဘာပြောပါလဲခွင့်လွတ်မှာပေါ့သူကအယူဆိုတာသိနေတာကိုအဲဒီလိုပဲကျွန်တော်တကယ်လို့ပြောတဲ့ခါမှာကလေးတွေကိုပြောတဲ့ခါမှာကျောင်းဆရာလေးကလူကြီးလေးကပါသွားလို့ရှိရင်ဘုရားမာနကိုမြတ်စွာဘုရားသခင်ကခွင့်လွတ်တယ်လို့
ဒေါက်တာအုံးမောင်ကတိရစ္ဆာဝေဒနာရှင်တယောက်ခွလို့တလို့ကျွန်တော်ခွလို့ပါပြောပြစီဒီချိန်ကစပြီးတော့ကျောင်းသားလူငယ်တွေကျွန်တော်ပြောချင်တယ်ကျောင်းသားဟုတ်မဟုတ်လူငယ်တွေပေါ့ပြောချင်တာကဘာလဲဆိုလို့ရှိရင်အရေးကြီးဆုံးကစကားတစ်ခွန်းနဲ့ပါဒီအခွင့်အရေးတစ်ခုလုံးမှာပြောမဲ့စကားတစ်ခွန်းနဲ့လွယ်လွယ်လေးရဲ့အဲ့ဒါဘာလဲဆိုတော့မင်းလက်ခံလိုက်စမ်းပါဒါပဲမင်းလက်ခံလိုက်စမ်းပါဆိုတော့ဘာလို့ပြောရလဲဆိုတော့ငါလည်းနေရာကြီးလာတာကိုပေါ့ကြီးလာတဲ့ခါကျတော့ငါလည်းမင်းတို့ငါဓာတ်ပုံလေးကိုတူးရလိမ့်မယ်ရုပ်ကတော့နားတယ်ရုပ်ဆိုးတဲ့ပေါ့ကွာတို့လူငယ်အထူးဖြင့်လူယူပေါက်ဆက်အရင်မှာတို့စိတ်ထဲမှာစိတ်မကောင်းဆုံးဟာအယုံဆုံးရှိမယ်ပေါ့ရုပ်ဆိုးစီရတယ်လေဒါမှချောမမချောအဲ့နဲ့လားမယ်ကောင်းပြီလောကကြီးမှာနော်ရွေးချယ်ရရှိတာရှိတယ်ရွေးချယ်ခွင့်မရှိတာရှိတယ်ဥပမာဆိုကြပါစို့မင်းကသဘောပေါ်မှာတင်ထားတဲ့ပစ္စည်းတစ်ခုကိုတွေ့တယ်မင်းယူချင်ရင်ရတယ်မယူချင်လည်းရတယ်မင်းရွေးနိုင်တယ်လက်ဖက်ရည်ကိုသွားတယ်ကိုကလာမိတယ်ဆရာကော်ဖီလာလက်ဖက်ရည်လာလို့မေးတယ်အေးလားအပူလားလို့မေးတယ်မင်းယူနိုင်တယ်လေကော်ဖီတော့လက်ဖက်ရည်မင်းယူနိုင်တယ်ဒါကောင်းပြီမင်းအဖေမင်းကမေးရတဲ့ကိစ္စမင်းယူရတာလားကိုင်းကျစမရှင်းလို့ရမလားမရဘူးမင်းဒီအဖေမင်းကမေးရခဲ့တာမင်းရေးတာဟုတ်မှမဟုတ်ပဲရှင်းလို့မရဘူးကောင်းပြီမင်းရုပ်ကြီးကမြေပေါက်ကကျင်းတယ်မြေရကလည်းမပါဘူးနှာခေါင်းကလည်းတူနေတယ်အသားကလည်းမဲနေတယ်ကဲမင်းရေးလို့ရလားဒီဒီပါလာတာဘယ်လိုလုပ်ရေးမလဲတော့အဲ့လိုမဟုတ်နဲ့မျိုးလုံးလေးရရှာတယ်ကောင်းပါလို့ဆိုလို့ရှိရင်ဒီလိုတော့မျိုးလုံးလေးရရှာတယ်ဘလုံးတုံးလုံးရုံတုံးလုံးဘလုံးတုံးလုံးရွက်တုံးလုံးရှာတယ်ကဲရေးတာလားသူ့လိုချင်လို့လုပ်ခါတာလားအသားဖြစ်နေကြည်ရဲစင်နေကဲဒါရေးတာလားသူ့ဘာလို့ဖြစ်လာအဲ့ဒါကိုပဲရေးလို့ရလားရေးလို့မရဘူးဆိုရင်မင်းလက်ခံလိုက်ပါငါရုပ်ကသိုးတယ်လို့လက်ခံလိုက်ပါကောင်းပြီဘာဖြစ်လို့လက်ခံလိုက်ပါလို့ပြောတယ်လဲဆိုတဲ့အခါကျခုရုပ်သိုးတဲ့ဥစ္စာကိုကြည့်ပြီးအားငယ်နေမှဆိုလို့ပြောတာအားနေနေမှဆိုလို့ပြောတာငါကဖြစ်သူတို့တော့အသားမရှိဘူးအသားလေးကမဲလိုက်တာငါဖြစ်သူတို့တော့နှာခေါင်းကလည်းမလှဘူးမျက်လုံးကလည်းမလှဘူးအဲ့လိုဖြစ်ပြီးအားငယ်နေလိမ့်မယ်အဲ့ဒီအားငယ်နေတယ်ကာလပတ်လုံးမှာနေ့အတွက်ဒုက္ခကြီးပဲအောင်းမိထားပါဆိုလိုတဲ့တွေကကိုယ်မှာကိုယ်ရွေးချယ်ခွင့်မရှိတဲ့ပဲနဲ့ကြားရတဲ့ကိစ္စကိုလက်ခံလိုက်ပါလို့ငါပြောကြတာကောင်းပြီငါကရုပ်လှတဲ့သူနဲ့ရုပ်ချောတဲ့သူရဲ့ဘဝကိုငါရှင်းပြီးပြောတော့မယ်ငါကိုယ်တိုင်ခံစားရတာနော်ငါရုပ်ကလည်းမင်းတို့ဓာတ်ပုံနဲ့ပါတယ်တူးပါလိမ့်မယ်တချို့ဟောပြောပါတယ်ပါတယ်မှာတူးပါလိမ့်မယ်ငါရုပ်ကလည်းတော်တော်နာတဲ့ရုပ်ခုနကကိုသိတာပေါ့ငင်းငင်းကသိရတာဘာကြောင့်လဲဆိုတော့ငါခတ်နေတယ်မှာရုပ်ချောတဲ့ကောင်တွေနဲ့တွေ့ခဲ့ဘူးလေအဲ့ဒီမှာပြောလိုက်အောင်မှာကွာဆရာလည်းကောင်းပါရဲ့သင်္ကန်းသာယူလည်းကောင်းပါရဲ့ဒီလိုလုံးကောင်းတာပေါ့ငါတွားပြောနေတာဘယ်လိုတွဲမိလဲဆိုတော့တို့တောင်ကုန်းကြီးမှာအထွဲသူ့နာမည်အထွဲတဲ့အထွဲဆိုတာသူကတရုတ်ကဗျာဒါပေမဲ့တရုတ်လူတလုံးမှမတက်တဲ့ကဗျာပါဒီကောင်ကဘာအဖြစ်ပဲသူကအဖေဘေးကနေကတော့ရွေးချယ်ခွင့်မရှိဘဲနဲ့ရောက်တော့ပြင်းထက်ရောက်တော့တဲ့အထွဲဒါပေမဲ့ခင်မောင်ထွေးရင်းလက်ထဲမှာဘုံမှုဖြစ်နေအမှုထမ်းပြီးတော့မှပထုံနားစီမှာဟယ်လီကော်ပတာပြတ်သူချက်ဆုံးသွားရှာတယ်ဒီကောင်နဲ့မှလည်းကျောင်းသားပေါ်မှာတိတ်တွဲတယ်အဲ့ဒီကောင်ကလည်းမင်းချောသလားမမေးတဲ့ရုပ်ကရုပ်ချောတဲ့အပြင်အသားရည်လည်းတောက်နေတာတောင်ကုန်းကြီးမှာမောင်ရပြီလေဗျာကားလားမောင်ဗျာကိုလုံးကတော့လှသလားမေးတယ်သူအဲ့ဒီတုန်းကသူ့ကိုယ်ကာယကိုပြနေတဲ့အချိန်မှာပဲကြောက်ဖြူသားကြောက်စီကိုထုကိုကြည့်ရလို့လှအဲ့ဟာထားတော့ဒီကောင်ကသိရင်ကလည်းသိကောင်းတယ်အထူးသဖြင့်သိရင်ကောင်းတဲ့အပြင်ကောင်းတာပါလေဆိုသူ့ကိုကြည့်ရတဲ့အခါရည်လို့ရှိရင်အပြည့်ရည်တာရည်မဟာကောင်းတယ်ဟာဆိုတော့တကယ်ကြီးကိုဖြုံးပြီးအပြည့်ရအဲ့ဒီဥစ္စာဘယ်လိုကိုချစ်ဖို့ကောင်းမှမသိငါလည်းအဲ့ဒီကောင်ကမှကိုယ်ကတွဲနေတယ်ဗျာတွဲမိတာအရှိမရှိဘူးသူကလည်းငါ့ကိုတော်တော်ခင်ပါတယ်
ငါအဲ့ဒီမှာလည်းလေးစီးချုပ်တဲ့သဘောရှိတယ်ကွာလက်ဖက်ရည်တောက်ပြီးဆိုလို့ရှိရင်လက်ဖက်ရည်တိုင်းမှာငါအမှန်တမ်းပြောလို့ရှိရင်သိမထိုင်နိုင်ဘူးသူကဇွတ်လာခေါ်တယ်တခါတည်းတော့ဘယ်လိုဖြစ်တယ်လဲဆိုလို့ရှိရင်လက်ဖက်ရည်တိုင်းကသူ့အိမ်နဲ့ငါအိမ်ကြားမှာရှိတယ်အဲ့ဒါငါအိမ်ကိုကြောလာခေါ်သေးတာကိုယ်လာလက်ဖက်ရည်တောက်ဆိုခေါ်တော့နောက်ပြန်သွားတယ်အဲ့လိုကျော်သွားတယ်နောက်ခင်နေပါတယ်တော်ခုပြန်ပြောခုကျေးဇူးတင်ပါတယ်ကိုယ်လုံးသွားရှာပြီအထွေခင်မောင်ထွေးဒီမှာကျေးဇူးတင်ဖို့ချစ်ဖို့ကောင်းတဲ့ကောင်ပါအဲ့ဒါနဲ့တွားလာတာပြီးတော့တိတ်ခင်တဲ့ခါကျသူနဲ့တွဲတွဲနေတာပထမဆုံးစသတိထားပြီးတာဘယ်မှာလဲဆိုတော့တို့တောင်ရင်းကြီးရတယ်မဟုတ်ဘူးကားစီးတဲ့အခါအဲ့တော့မော်တော်ကားတွေကလို့လူထိုင်ကုန်လေးဘာတွေညာတွေမပါသေးခင်မှာထိုင်လိုက်တော့စပယ်ကနေရာလေးပါလေလွတ်ပြီးဆိုရင်သူ့ကိုအရင်ပေးတယ်ဗျာလာဆရာလေးအခုလေးဒီမှာထိုင်ငါကြောက်မယ်လူလေးတောင်မပြောဘူးဟာသူလာတဲ့လူကြီးပထမဆုံးစသတိထားမိတာနောက်ကြတော့ခဏသတိထားမိတယ်ရုပ်ချောတဲ့လူကိုလောကဘူးမျက်နှာသာပေးပါလားဆိုတော့ငါစိတ်ထဲမှာသိစိတ်ကလားမသိစိတ်ကလားမပြောရဘူးငါသတိထားမိတယ်အဲ့ဒါနဲ့တနေ့ရောက်တော့မကွေးမှာတော့ရုပ်ရှင်ကြည့်ကြတော့အဲ့ဒီမှာရုပ်ရှင်ခက်ကဒီလိုပါဟိုးရှင်လုံးကငါမိုးတန်းနောက်သုံးမှတ်တန်းနောက်တစ်ချက်တန်းပြီးတော့မှတစ်ချက်ခွဲတန်းအဲ့တော့သူလည်းငါနဲ့ရုပ်ရှင်ကြည့်တော့တစ်ချက်ခွဲတန်းကကြည့်တာပေါ့ကွာတစ်ချက်ခွဲတန်းကကြည့်တော့တစ်ချက်ခွဲတန်းဆိုဟိုးနောက်ဆုံးတန်းဆိုတော့ပြောရလဲပဲရှေ့ဆုံးတန်းမှာထိုင်လိုက်တယ်ထိုင်လိုက်တာဘာကြောင့်လဲဆိုတော့တစ်ချက်တန်းနဲ့တစ်ချက်ခွဲတန်းမှာကားထားတဲ့ဒီဝိညာဉ်လေးဆိုတော့ကွာဖီးလေးရှိတယ်အဲ့ဒီဖီးလေးပေါ်မှာခြေထောက်တင်ပြီးကြည့်ရတဲ့ဆိုတာဇင်ကြတာဟုတ်အဲ့ဒါနဲ့အသာထိုက်ကြည့်အောင်ရှင်းဆုံးတော့မှသူလည်းကလည်းနှစ်ယောက်တယ်နောက်ပိုင်းမှာလည်းလူကသိနေမှမရှိဘူးတခြားခွဲတဲ့ကလူသိနေမှမရှိဘူးကွာအဲ့လိုကြည့်တယ်ငါသတိထားတာကြည့်တော့ကြည့်နေကနေသဘောပေါက်လာတော့ငါဘာပြောလိုက်တော့ဟဲ့ကဒီမောင်ဖေးငါမင်းနဲ့ပေါက်လာတော့နားတယ်နော်အနာခံပေါက်ရတော့ဆိုငါခုမှကြာမှသဘောပေါက်လာတယ်ဆိုဘုကောနေနဲ့မျက်နှာရဲနေတယ်ကိုယ်နဲ့ခင်ဗျအဲ့လိုမပြောနေတာလေပြောတော့တော့ပြောအနာခံပေါက်မှာခင်ဗျဘာနားနေလို့ပြောမယ်ဆိုလို့ရှိရင်ရုပ်တရက်ခဏလက်ဖေးကိုဘာညာဒါမျိုးဖြစ်နေမှာငါပြောနေတယ်ဗျမင်းကရုပ်ဖြောက်တယ်ငါရုပ်မဖြောက်ဘူးမဖြောက်တဲ့အခါကျတော့မင်းနဲ့ရှင်လိုက်တော့ငါဘိုးဘိုးနားနေတယ်ဘယ်တော့နားလဲဆိုတာမင်းကြီးအဲ့ဒီမှာတစ်ချက်တန်းကဝင်လာတဲ့ကောင်မကြီးဝင်လာတဲ့ခါမှာကြည်စမ်းကြည့်အဲ့ဒီကောင်မတွေကဆရာဝင်လာရင်မင်းကိုရှေ့ရောက်ကြည့်တယ်ငါ့ကိုမကြည့်ဘူးကြည့်စမ်းကြည့်ဆိုဟာခဏလေးတောက်တိတက်လိုက်ဟေးကောင်မကြည့်กว่าလေစကားများနေတယ်ဘယ်တော့ငါနားလဲဆိုတော့မင်းငါပြောတယ်ဆိုကြည့်တဲ့အခါကျဘယ်လိုဖြစ်လဲဆိုတော့မင်းကလေးဆရာဝယ်လာလို့ရှိရင်ရှင်းရောက်ကငါ့ကိုကြောသွားတယ်သူ့ပဲကြည့်တယ်သူရောတော့ကတော့ငါ့ကိုမတော်ဆိုင်ကြည့်တယ်ကြည့်ပြီးတဲ့အခါကျဘယ်လိုဖြစ်လဲဆိုတော့ရန်ရန်ကိုဘောလုံးတုတ်မှထုံးဆိုပြန်သွားတော့အဲ့မှာခင်မောင်ထိုးတယ်စိုက်ကြည့်တယ်တွေ့လားပြီးဘလောက်ငါနာတော့ဆိုပြီးလားငါတို့လူကအရေမှာကောင်းမရရာလူတွေကအခံရဆုံးပါအဲ့ဒါမင်းနဲ့ငါပေါင်းရတဲ့ခါကျကြည့်ရမြကောင်းမရမင်းကြီးကြရတယ်ဗျာလို့မင်းကတော့သဘောကျတယ်ငါကြီးနားနာနေတဲ့ခါကျတော့မင်းတွေ့ကြည့်တာလို့မင်းနဲ့ငါပေါင်းရတာမင်းနောက်လာဆိုအဲ့အထွေဆိုတော့ခင်မထွေးဆိုကောင်ကြီးလိုက်တာလေပါဇက်ကြီးရတဲ့ခါတော့ဒီမင်းနဲ့တော့စိုက်သွားတော့ပေါ့အိုးကြီးကျောက်ကိုဓာတ်နဲ့ဖလိုက်တဲ့အတိုင်းပဲကြီးပြီးတော့ဟာခမရတောက်တိတောက်တယ်ခင်ဗျားတို့ထပ်တော့ပြန်ချုပ်ခင်းချုပ်တယ်ချုပ်တယ်ဂရိထားမယ်ခင်ဗျားတို့တောက်တယ်ထားမှမရတဲ့ကျုပ်စိတ်တွေမှာတဲ့ခင်ဗျားတို့ရုပ်ဆိုးကချောတာကထဲကိုမစဉ်းစားမိဘူးဟောသိတတိထားလို့လာပြီနော်ခင်မောင်သိပြောတယ်ခင်ဗျားကိုကျုပ်ရုပ်ဆိုးလားချောလားဆိုတာထဲကိုမစဉ်းစားမိဘူးဟုတ်တယ်ဒီမှာဘာပေါ်လာလဲဆိုတဲ့ခါကျတော့မိတ္တာတတ်နဲ့အတုစိတ်ရင်းကြီးအရင်ကမှအရေးကြီးဆုံးကပေါ်မှာလားကောင်းပြီမင်းတို့တွေ့အောင်မင်းတို့အဖေနေရုပ်ဆိုးလားစဉ်းစားမှုလားကောင်းပြီမင်းအဖိုးဖွားကိုမချစ်ဘူးလားချစ်တယ်မင်းဖေမေမချစ်ဘူးလားချစ်တယ်ကောင်းပြီရုပ်ဆိုးလားမစဉ်းစားဘူးလားဟာအဖေကဒေါသကြီးတယ်ခါလေးရိုက်တတ်တယ်တို့မို့အမေကစိတ်တွေရက်တယ်အဖေကပြီးခတ်တယ်ကဲဘာလို့မဆိုင်တော့လဲဒီစိတ်ဒီမိတာဒါမှမတော်ဘူးလားဟောဒါကြောင့်မင်းတို့ပြောနေတာမင်းရုပ်ဆိုးလားလက်ခံလိုက်ပါရုပ်ဆိုးတဲ့စာဒါပဲလို့ရုပ်ဆိုးတဲ့ဥစ္စာကြီးခဏတာဆိုတဲ့သဘောပေါက်လိုက်ပါကောင်းပြီဆက်ပြီးတော့ရုပ်ဆိုးတဲ့ဥစ္စာပြောအောင်မယ်ဆက်ပြီးတော့ရုပ်ဆိုးလို့မလို့မျက်စိထဲမှာဝင်နေနေလားမနေနဲ့နော်လောလာကြီးကဘုံမှာတဲ့ဒီကဘာကြီးကိုဖန်နေကြတာ
ရုပ်ဆိုးတဲ့လူကိုဖန်တီးထားတယ်ဗျာဘာကြောင့်လဲဆိုပြောအောင်ပဲအဝိဇ္ဇာကိုတတိထကြည့်အောင်မယ်ခလေးတွေတောက်ပါလှမ်းပြီးချီလို့ရှိရင်ရုပ်ချွန်းတဲ့ကလေးကိုအရင်ချီခြင်းနဲ့နော်ဟဲ့လှလိုက်တာဘယ်သူလဲဆိုလာပါအောင်အန်တီစီလာပါအောင်အမလီမမစီလာပါအောင်ဦးလေးစီလာပါအောင်လေရုပ်ချွန်းတဲ့ကလေးကိုခေါ်တာရုပ်ချွန်းတဲ့ကလေးကြလို့ရှိရင်အတူတူတန်းနဲ့အေးပြီးသွားကဲဟိုကောင်ကချီရမခံရဘူးရုပ်ချွန်းတဲ့ကောင်ကရုပ်ချွန်းတဲ့လူကချက်ချင်းစခေါ်တာကဲကွာမလားလူလားအဲ့တော့ရုပ်ဆိုးတဲ့ကလေးရဲ့စိတ်ထဲမှာလောကကြီးကငါ့ကိုသိမပြူပါဘူးဆိုပြီးပါဖြစ်လာတော့ဘာလုပ်လဲရေးကြည့်ရပြီနော်ပြိဋ္ဌာနော်ကမလေးပြိဋ္ဌာအဲ့ဒါဘာဖြစ်လာလဲဆိုလောကကြီးကသူ့ကိုမခေါ်ရင်လောကကြီးကခေါ်ကြအောင်ငါလုပ်ရမယ်ဆိုစိတ်ကိုယ်လေးသူ့ကိုယ်သူမသိပဲနဲ့သူ့ကိုယ်သူမသိလိုက်ဖဲနဲ့ကျူလာတယ်အဲ့တော့သူကဘာလုပ်လာလဲဆိုရင်ဘုရားရှိအောင်လုပ်လာတယ်စကားပြောကောင်းလုပ်လာတယ်အဲ့ဒီတဲ့နောက်ထပ်ဆိုပြောလိုက်မယ်ဆိုလို့ရှိရင်အိမ်မှာအကူကြီးရအောင်ပန်းမီရေလောက်ပေးတယ်အိမ်ရခင်းပေးတယ်မနေ့ကထားလိုက်အိမ်ရတုံးပေးတယ်ဘာကြောင့်လဲဆိုသူကရုပ်ကြီးကနည်းနည်းဆိုတော့မိသားတွေပတ်ဝန်းကျင်တွေအကုန်လုံးကချစ်အောင်တော့လုပ်လာသူကသူမပြလိုက်ဘူးနော် unconscious mind သူကတော့မပြလို့နဲ့လှုပ်ရှားရအဲ့လိုလှုပ်ရှားရင်ကနေပြီးတော့မှဘာလို့ဆိုရုပ်ချွဲတဲ့ကလေးကအလွယ်တကူပတ်ဝန်းကျင်ကလက်ခံလိုက်တော့သူကဒီတိုင်းလိုက်သွားတယ်လောကကြီးကသူ့ကိုရေကုန်လေးပေးတော့သူကလောကရဲ့မျက်နှာကိုမြင်လိုက်ရတော့ရုပ်ချွဲတဲ့ကလေးကကြတော့လောကကြီးကသူ့ကိုရုပ်ပြလက်မခံတော့ခလန်းလန်းရနေရတယ်နေရတော့သူကလောကမျက်နှာကိုလှမ်းမြင်လိုက်ရတယ်အဲ့ဒီမှာသူချင်းကွာသွားလောကမျက်နှာကိုလှမ်းမြင်လိုက်ရတဲ့ခါကျလောကကြီးရဲ့မျက်နှာဘယ်လိုဟာလဲဆိုသတိထားပြီးတော့လောကကြီးကျုပ်တဲ့ကိစ္စကိုကြိုးစားတယ်အဲ့လိုကြိုးစားရင်ကနေပြီးတော့မှသူရဲ့ပင်ကိုအရင်ရှင်းလက်ပြီးတက်လိုက်တာအဲ့တော့ကောင်းပြီအပေါ်ညာရုပ်ဆိုးခြင်းချောခြင်းဆိုတဲ့ကိစ္စနဲ့အတူဗီဇစိတ်တို့ပညာချောခြင်းနဲ့ဘယ်ဟာသွားလဲဆိုဘုရားရုပ်ချောလဲချောတာမှာကောင်းပြီဝိကလေးတရားဆိုတော့ကလှလိုက်တာအမလေးပိရှာလာတဲ့ကိုလုံးကိုခလေးလဲ37 ဂီတာရှိဒါလို့အသက်40ကျော်ပါတဲ့ခါကျတော့ဟုတ်လား37 47ပြပါရှိသွားပြီပြပါရှိတဲ့ဂီတာရှိကပြောင်းလာတာပြီးပါပြီလေအဲ့ဒါ finish လောကကြီးမှာသူဒီကုန်းတက်သွားပြီဟုတ်လားပညာကြတော့အဲ့လိုနေသလားအဲ့ဒီမှာငါဆက်ပြောလိုက်ချင်သေးတယ်ဗျာမင်းတို့စကားစမိလာလို့ပါသူတွေကနော်မင်းပြန်တွေ့ကြည့်ကြခဏတချို့ရှားတဲ့ကိစ္စလို့37 21 37ကြတော့လှအောင်ကျိုးလိုက်ကြတာယောက်ျားတွေရတယ်သူတို့ကိုယ်လုံးတွေပေါ့လေလက်မောင်းကြီးတွေကဆိုကြော်သားကြီးတွေအဖို့နဲ့ထုပြီးခရာရင်လမ်းအောင်ဆိုပြီးတော့သူ့ကျိုးတာဒါမဲ့အဲ့ဒါကကျိုးတာနော်ငုံရတာဆိုတင်းရင်ကိုအထိပုံနေရတဲ့အုံနောက်ဖွင့်လို့ကြတယ်မကျိုးစားရဘူးခက်ဘူးလားမင်းတို့ဒါစကားဆက်ပြီးလို့ပြောလိုက်တာမင်းတို့သင်္ကားကြဖို့ပြောတာပါမင်းကလေးဗလားပဲလှလားနောက်ဆုံးတော့ကြတဲ့ခါကျအဲ့ခေါတာဂီတာရှိတ်ကနေပြပါရှိတ်ဖြစ်သွားတာအဲ့တော့ဒါမှမင်းကလေးကလည်းသူတို့စီနေမယ်ဒီရဒီစမှဂီတာရှိတ်ဖြစ်အောင်ကြိုးစားကြတာယောက်ျားလေးကလည်းအဲ့ဒီလိုပဲအဲ့တော့မင်းတို့အသိဉာဏ်ပညာပို့ရေးကြည့်တဲ့စာရင်းစကားဖြတ်ပြီးပြောလိုက်တာပါကောင်းပြီခဏကစကားပေါ့ကွာရုပ်ဆိုးနဲ့လှခြင်းနဲ့ယောက်ျားလေးဖြစ်စီမိန်းကလေးဖြစ်စီလှခြင်းတာပဲဒါမှမဟုတ်အဲ့လှတဲ့ဥစ္စာကိုမဟုတ်ဘူးလားဆိုတော့ပြစ်ထားတယ်ယောက်ျားလေးလည်းမထားဘူးမိန်းကလေးလည်းမထားဘူးအဲ့တော့ခဏကတော့ရုပ်ဆိုးတဲ့ကလေးကခက်ခက်ရှင်းလင်းလေးကနေရတဲ့ခါကျလောကကြီးဟာငါရုပ်မလှလို့ဝင်မရဘူးအဲ့တော့ငါဘာရှားရင်ကောင်းမယ်ဆိုတာစဉ်းစားတော့အဲ့ဒီမှာသူကပညာဆိုတော့အတူခေါ်ဆိုတော့ဘယ်လိုရှိနေလဲလောကကိုဆုံးဖြတ်နိုင်တဲ့ဘောလောကကူးခြင်းတဲ့ဘောအဲ့ဒီဥစ္စာတွေတွားစဉ်းစားတာအဲ့စဉ်းစားတဲ့အခါကျတော့မှသူကဘာဖြစ်လာလဲဆိုတဖြည်းဖြည်းနဲ့သူကလောကတွေကိုရေဝင်လို့အမှန်တည်းရောက်လာသူရောက်တော့ရောက်နေရသင်္ခါရသိက္ခာနဲ့ချက်ချင်းပြောက်တဲ့ရုပ်လှတဲ့အနေနဲ့ဝင်လာဘူးဝင်မဲ့ဘာနဲ့ဝင်လာဆိုရုပ်ဆိုးတဲ့လူပြောက်အနေနဲ့သူတော့လောကကိုအထောက်ပံ့ပေးနေတဲ့လောကကိုကူညီနေတဲ့ပတ်ဝန်းကျင်ကိုကူညီနေတဲ့အတူတူရောက်လာတယ်စ
ကားကောင်းလာတယ်အတွဲခေါ်စဉ်းစားတယ်ကောင်းလာတယ်ဘုဒ္ဓရှိလာတယ်အဲ့ဒါနဲ့ဝင်လာတဲ့ခါကျတော့ခုနအတွဲခေါ်ဘုဒ္ဓလောကကိုအကူကြီးတွင်းနေရင်လောကကိုအထောက်ပံ့ပြုတဲ့ရင်ပတ်ဝန်းကျင်ကိုအကူကြီးတွင်းနေရင်ဆိုတဲ့ဥစ္စာနဲ့ခုနရုပ်လာတာနဲ့ဘာဆိုင်တော့လဲရုပ်လာတာပတ်ဝန်းကျင်ဘာဖြစ်လို့ဘာမှမဖြစ်ဘူးသူ့ဘာလို့လှတာရှိတာဟုတ်ဟောကောင်ကရုပ်ထုတ်နေလို့အဲ့ဒီဟာတွေဖန်ပြီးနေတဲ့ခါကျသူ့ကိုလောကပိုးပြီးကြည်ဆိုတာလက်ခံလာတယ်ဒါမဲ့ထာဝရတည်တာကြတော့ရုပ်လှခြင်းပြခြင်းဆိုတာကြီးဟိုးနောက်ဆုံးရောက်သွားတယ်ဘာလို့ဆိုသူကပြီးသွားတာကိုရုပ်ထုတ်သွားတာကိုလက်ဆက်ကျော်အစိတ်ပိုင်းမှာအရွယ်တော်တစ်စိတ်ခိုင်းတော့စိတ်တိုင်းရတော့မှမရတော့ဘူးဆိုတာမဖြစ်သွားတာအသက်40ကျော်တဲ့ခါကျသွားပြီးပရီနေတွေတုံ့ကုန်ပြီဘာရှိသေးလို့ဘာမှမရှိတော့ဒါမဲ့လို့အဲ့ဒီချိန်မှာရုပ်ဆုတဲ့ကောင်ကသူစီးမှုထားတဲ့ပြင်ရရက်တည်းအဲ့ကြလေအကျိုးပြုလေအဲ့လိုဖြစ်တယ်ကသူကလောကကြီးထဲမှာသုံးဝင်လာတာပေါ့ဟုတ်လားတို့ဗမာပြည်မှာပြန်ပြီးကြည်စမ်းကြည့်ပေါ့နော်ခေါင်းကောင်ဖြစ်တဲ့သူကိုပြန်ကြည့်ဘုရားအောင်ဆန်းရုပ်ကိုမင်းတို့ငါတို့ကအမြဲတမ်းငွေစက်ကူထဲမှာတွေ့နေရတော့သူ့ကိုကြည်နေတဲ့စိတ်ရှိကိုကြည်နေရတာသူ့ရုပ်ကြည့်သမှာလားနှဟန်းတွဲရှိနေရုပ်ကဒဇဲမှမတော့ဒဇဲနဲ့ဒေချာပြန်ကြည့်တော့မလို့ဘုရားအောင်ဆန်းဆိုရုပ်ကိုဘုရားအောင်ဆန်းဆိုတဲ့ဟာကိုဖြတ်ပြီးတော့လူတယောက်နေတဲ့ကြည့်ဆိုင်သူ့ရုပ်ဒဇဲမှမလားသခင်ဆုံးလို့သခင်တန်းထုံးလို့အမလီတုံးလိုက်တဲ့ရုပ်မှအားနာလာတယ်ပြောရတာနော်တော်တော်တုံးပါလေဗမာပြည်မှာထင်ရှားတဲ့လူတွေပြန်ကြည့်သမှာရုပ်ဆိုးတဲ့လူတွေကြီးပါပဲရုပ်ချောတဲ့လူစား 1% ပေါ့100နှုန်းတော့မရှိကောင်းနေအဲ့ဒီကနေပြန်ပြီးစဉ်းစားလိုက်တဲ့အခါကျတော့အမေကဘာနဲ့တောင်ချီလာတယ်နော်ကြီးကျယ်စွတ်ပြောလိုက်အောင်ပါအမေရိကန်ပြည်မှာတဲ့သမတကြီးတွေ39ယောက်တော့ဘုတော့40လောက်ဖြစ်သွားလားမသိဘူးကွာငါဖတ်တော့ကတော့39ယောက်ပါလားကွာအဲ့ဒီ39ယောက်ရှိတဲ့ထဲမှာတဲ့ရုပ်ချောတဲ့သမတ9ယောက်လောက်ပါဘူးတဲ့အဲ့ဒီ9ယောက်ကိုတဲ့အမေရိကန်ပြည်သူတွေကိုပြန်ပြီးတော့ဓာတ်ပုံကိုပြတယ်သူတူလဲလို့မေးတဲ့အခါမှာသမတတော့ဖြစ်ခဲ့မှုတွေထင်တယ်လို့ပြောတယ်နာမည်မသိတော့ဘူးဟုတ်လားမြင်းကြီးတော့တရားမှာ99ယောက်မသိဘူးနောက်ဆုံးမိကြတော့သမတကြီး9ယောက်လောက်ကိုမေးကြတဲ့ခါကျတောက်ခနဲ့ပြောနိုင်တယ်သူကဘယ်လိုပြောနိုင်တယ်အဲ့ဒါဘယ်လိုလဲဆိုကြိတ်တဲ့ခါကျအဗရာဟမ်လင်ကွန်ဂျက်ဖာဆင်ဂျော့ဂျ်ဝါရှင်တန်အဲ့လိုဟာမျိုးတွေအကုန်လုံးပြောနိုင်တယ်အဲ့ဒီသမတတွေအကုန်လုံးဟာတရားမှရုံမချောဘူးအဲ့တော့ကမ္ဘာလောကကြီးကိုဖန်ပြီးတယ်ဖြစ်တယ်မှာတဲ့ရုပ်ဆိုးတဲ့လူတွေနဲ့ရုပ်ချိုးတဲ့လူရှင်းလိုက်လို့ရှိရင်ကမ္ဘာကြီးတို့ကရုပ်ဆိုးတဲ့လူဖန်ပြီးတဲ့လောကကြီးအဲ့ဒါဗျာပေါ်ဒီပေါ်စပြောတာမထင်နဲ့ပေရုံချရာကိုသူတေသနာလုပ်ပြီးပြောထားတဲ့စကားဗျာခိုင်းကောင်းပြီရုပ်ဆိုးတော့ရုပ်ချိုးတော့ဘာဖြစ်တော့ဆက်ပြောလိုက်ကြအောင်ရုပ်ဆိုးတာနဲ့ရုပ်ချိုးတာဘာကွာပါလဲဆိုတဲ့အခါကျတော့ပထမတစ်ချက်ကရုပ်ဆိုးတဲ့လူကသူကလောကကြီးကသူ့ကိုအတားကြီးလက်မခံအဲ့ဒါဘုံဝင်အောင်လုပ်ရတယ်အမေတခါဆက်ပြီးတော့ပြောလိုက်ပါမင်းတို့မင်းမရှာတွေတွေ့မှာပေါ့မင်းမရှာတွေလို့ဆိုလိုက်လို့ဘုလို့မင်းတို့အထင်မသေးနဲ့နော်အားကောင်းမောင်းတော့ယောက်ျားတွေကဒီကောင်ဟာတွေကအချောက်တွေဘာညာပါမလို့နဲ့နော်မင်းတို့ရဲ့အစောစအများကြီးရှိတာတွေရှိတယ်နော်သူတို့ခင်ဗျာမှာအချောက်လိုတဲ့ခုံဟာရှိတဲ့မင်းမရှာလို့လဲတောင်းနေအပိခါရတော့သူတို့ခင်ဗျာတော့လောကကြီးကိုဝင်ဝင်အောင်တော့ဘုကြိုးစားရရှာတာဘယ်တော့ထိအောင်ကြိုးစားတယ်ထင်လဲမင်းမင်းအချောက်တော့ဘယ်ငါချက်တယ်မင်းအချောက်တော့မင်းအလှပြင်းနေတတ်သလားဘာမလို့နဲ့တော့တကယ်တော့ရတော့သူကအဲ့မှာအဖက်ဖက်မှာအဲ့အလှပြင်းကြီးအစတန်းထိုးကြီးအစသူတို့တတ်နိုင်အောင်သူတို့အတိမတ်ပြောင်ကြိုးစားတယ်ဘာလို့ဆိုသူတို့မှာ handicap ခေါ်တာပေါ့အင်းလို့ဆိုတော့ဒီကနေ့ရင်ချင်းရှာတာသူတို့ရဲ့ဘဝလေးကဒီလိုကဒီမင်းမရှာဖြစ်တယ်ဆိုလားသူတို့ဖြစ်ချင်နေတာမဟုတ်သူတို့ရွေးချယ်ဖို့မရှိဘူးဒီယောက်ျားဟိုမုန်းမိန်းမဟိုမုန်းဆိုတာရှိတယ်ကွာအဲ့မင်းယောက်ျားဖြစ်နေတဲ့မိန်းမဟိုမုန်းပါတယ်ကွာငါမိန်းမဖြစ်နေတဲ့ယောက်ျားဟိုမုန်းပါတယ်အဲ့ဒါကဥမာဆိုတာယောက်ျားဟိုမုန်းက20မိန်းမဟိုမုန်းက80ဆိုရင်မိန်းမဖြစ်သွားတာပေါ့ဒါမဲ့လို့တခါမိန်းမဟိုမုန်းက20ယောက်ျားဟိုမုန်းက80ဆိုပြန်တော့လည်းမင်းခုနမိန်းမဖြစ်သွားတာပေါ့တိုးတော်လို့ပဲဘယ်နဲ့ဖြစ်လဲဆိုတော့ယောက်ျားဟိုမုန်းက60မိန်းမဟိုမုန်းက40ဆိုတော့သူကဟိုမုန်းကမမဲ့မတာဖြစ်တဲ့ခါကျယောက်ျားဝင်ဖြစ်လာတော့လေမိန်းမအငွေတွေကပါတာသူတို့ခင်ဗျာဒီဘဝဂျင်းတော့ကွာဒီစားလေးကြောင့်ဘယ်လိုဖြစ်လာတာဖြစ်လာတော့သူတို့စိတ်တွေကညံ့တယ်လို့တော့မထင်နဲ့နော်မင်းတို့ကြိုးစားမှုဝိရိယမှာမင်းတို့ရဲ့အများကြီးကြီးနေတယ်ကြီးအောင်ကြီးလို့ငါပြောချင်တယ်ပေါ့ဘာလို့မင်းကယောက်ျားစစ်စစ်ဖြစ်တဲ့ခါကျလောကကြီးကလိုလိုလဲနဲ့ယောက်ျားခုမှယောက်ျားလည်းလက်မခံ
မိမလည်းလည်းမခံအဲ့လိုဖြစ်တော့သူတို့ကမြန်မှာအရေးရှိရှိအောင်သိကြိုးစားရှာတာဒါကြောင့်မလို့ပဲမင်းတို့ပြောတဲ့အချောက်လို့ခေါ်တဲ့မိန်းမရှာတွေမှာတော့မင်းတို့ရဲ့အများကြီးတော်တဲ့အရေးရှိနေရှိတယ်ဆိုတာအတိမပြပါဒါတော့ခုဆက်ပြောကြတာအဲ့ဒီမိန်းမရှာရောက်ချင်တာကိုငါပြောနေတာမဟုတ်ပြောရင်ဒီကကျိုးဆိုတယ်ပဝန်းကျင်ကလည်းမခံဘူးလောကကြီးကလည်းမခံဘူးသူကဘာလုပ်ရလဲဆိုတဲ့ခါကျသူကအဲ့ဒီလောကကြီးကလက်ခံသူကအဆုံးကိုကြိုးစားရပြီကြိုးစားတဲ့ခါကျအဖက်ဖက်မှာတော်ကြိုးစားတယ်စကားပြောကောင်းအောင်ကြိုးစားတယ်ပညာတတ်အောင်ကြိုးစားရတယ်ကွာနာမည်တွေဖွင့်ပြောလို့မကောင်းလို့ပါမယ်ထားပါတော့သူတို့လည်းအာနာပါတော့စိုးပြောတိုင်းပဲဒီဗမာလူကရှိတဲ့ဆရာဝန်ကြီးတွေရှိတဲ့ specialist တွေရှိတယ်အဲ့ဒီဥစ္စာကတရားမှရုပ်ဆိုတာငါသိမတွေ့ဘူးအဲ့တကယ်ကိုလုပ်ခဲ့သူတို့ဘာလို့ဆိုသူတို့ရဲ့မသိစိတ်ကသူတို့ကိုတွန်းပို့ထားတယ်အဲ့တော့ဘုရားကပြောတယ်ပေါ့လေရုပ်ဆိုးတဲ့ကလေးတွေကသူတို့ကိုသူတိတ်တော်အောင်ကြိုးစားတယ်ကြိုးစားရတဲ့အခါကျဘာဖြစ်လာလဲဆိုတော့တစ်ဖက်တော့မှတိတ်ထူးချွန်သွားတယ်သူတို့လောကကလက်ခံနိုင်လို့ရတယ်ဘာလို့လောကကလက်ခံနိုင်လို့ရလဲဆိုတော့အရေးကြီးပြီနော်တတိထားနော်သူတို့ဘဝကိုသူတို့လက်ခံနိုင်လို့သူတို့ဘဝကိုသူတို့လက်ခံလိုက်တယ်တော့ငါရုပ်ဆိုးတယ်ဆိုတာလက်ခံလိုက်တယ်မင်းလက်မခံဘူးလားသမီးကောင်းပါလေဒီရုပ်ဆိုးတယ်လက်မခံဘူးလားငါရုပ်ဆိုးတယ်ဆိုတာလက်မခံဘူးလားအဲ့လက်မခံမဲနဲ့ငါမှအယုတ်ဆိုးရှာလဲအော်ငါခမရသနာပါတယ်အဲ့လိုလုပ်နေပါလားမင်းကတော့နေစားပါငါရုပ်ကြီးကအသားပဲတယ်တက်ပမာလည်းပါတယ်ရုပ်ဆိုးတယ်အဲ့လိုဆိုမင်းကဝင်းနေပါလားဝင်းနေလို့ပြလိုက်ပေါ့ကွာဒါပေါ့တူတော့လူလုံးနေနဲ့ပြီးရောမသေးချင်းတော့ဘယ်လိုမှမအောင်မြင်လို့ရှိရင်အဲ့ဒါလက်ခံလိုက်ပါငါဒီကြားတဲ့နေကောင်းပြီငါရုပ်ဆိုးတယ်လောကကြီးကလည်းမခံဘူးကောင်းပြီငါချတယ်အဲ့ဒီစိတ်မျိုးရှိလို့ရှိရင်မင်းအောင်မြင်လာပါမယ်အဲ့တော့မိကိုမင်းပြန်စဉ်းစားကြည့်ပေါ့ဒီကနေနောက်တစ်တက်တော့မယ်နော်တစ်ဆက်တက်တော့မယ်နော်သွားကားပြီမင်းကြောင်းနေဘူးလားကြောင်းမနေနိုင်ဘူးလားကောင်းဘုရားဆင်းရတာကြောင်းမထားနိုင်ဘူးလားလက်ခံလိုက်တော့ကြောင်းမထားနိုင်ဘူးဆင်းရဲလက်ခံလိုက်ပေါ့လက်မခံလိုက်ဖ ೇನೆ မိကိုမင်းအော်သူများတွေမှာဖြစ်ကျောင်းနေရှာတယ်ငါဖြစ်ကျောင်းမနေနိုင်ဘူးလို့ဘင်းကဝင်းနေပဲကောင်းတာဒီတော့ပြီးပြီတားလိုက်မင်းတို့ကပြီးတော့စိတ်သက်တော့ပါကောင်းတာတော့ကိုယ့်ဘာကိုတတ်ပြီးလိုက်ကောင်းမျိုးမဟုတ်တာပါလေမလေးရမလားဆက်ချဘာကြောင့်လဲဆိုတတ်ပြီးနေတဲ့ကောင်တွေလောကကြီးသိမလို့ရပါဘူးသိဝင်းမနေနေပါနဲ့မြစ်ပြီးသွားလို့ဘယ်သူမှဝင်းနေမှာမဟုတ်ငါခဏခဏပြောရလို့ပါလေဟုတ်လားတန်ညတစ်ခုကိုသစ်သားလို့ရိုက်ခဲ့ဓာတ်ကိုရိုက်ခဲ့သစ်သားကမှတန်ညဝင်းသွားတာပေါ့ဘာကြောင့်လဲဆိုတဲ့ခါကျတန်ညကမာတယ်လေသစ်သားကပြော့တယ်ပြော့တော့တန်ညနေဖို့အတွက်ကိုသစ်သားကနေရာဖယ်ပေးလိုက်ရတယ်ငါခဏခဏပြောရလို့ပါလေဟုတ်လားတန်ညတစ်ခုကိုသစ်သားလို့ရိုက်ခဲ့ဓာတ်ကိုရိုက်ခဲ့သစ်သားကမှတန်ညဝင်းသွားတာပေါ့ဘာကြောင့်လဲဆိုတဲ့ခါကျတန်ညကမာတယ်လေသစ်သားကပြော့တယ်ပြော့တော့တန်ညနေဖို့အတွက်ကိုသစ်သားကနေရာဖယ်ပေးလိုက်ရတယ်ဒီပြောဖယ်ပေးလိုက်ပေါ့သူကနေမစ်သေးပေါ့ကွာဒါပါပဲမင်းဆင်းရဲလားဆင်းရဲတာကိုလက်ခံလိုက်ပါမင်းကြောင်းမနေနိုင်ဘူးလားမနေနိုင်တော့လက်ခံလိုက်ပါဒါမှအဲ့မနေနိုင်ကြတဲ့ငါဘာလုပ်လဲဆိုဆက်ဆုံးရပါပြောကျင်တဲ့လေးကတစ်ချက်ထည့်တယ်မင်းပြစ္ဆခအခြေတွေပဂရိအခြေတွေလက်ခံလိုက်သမားအပိမပြလိုက်သမားငါညံ့ရင်ညံ့တယ်ဆိုတာလက်ခံလိုက်သမားလက်ခံပြီးတော့မှအဲ့ဒီညံ့တာကိုဘယ်လိုတော်အောင်လုပ်လဲဆိုတာစဉ်းစားပါဒါအရေးကြီးတယ်ငါပြောတဲ့ခေါင်းစဉ်မှတ်မိလားလက်ခံလိုက်သမားမင်းရုပ်ဆိုးလားဒီဆိုတော့လက်ခံလိုက်ပေါ့မင်းဖြေးလားဖြေးတာလက်ခံလိုက်ပေါ့ပညာမတတ်ဘူးလားအဲ့ဒါဝိသိနေမှာငါပညာမတတ်ဘူးလက်ခံလိုက်ပါတအောင်လုပ်ပဲဆိုရင်ဆက်လို့ရတယ်လောကကြီးမှာတော့လက်ခံရတယ်တော့အဲ့လက်ခံတယ်ကျိုးရတဲ့တတ်ကြည့်အင်းကြီးလို့တော့မော်လခါရရှိဗမာလူကိုသိအပ်တယ်ဘုဗမာဒီမှာဘယ်လောက်ဖြစ်အောင်ဖြစ်နေလဲဆိုရင်ငါတခါကျသိမကောင်းဘူးကိုပြောရအောင်မယ်တောင်းလို့မှခလေးတွေကခိုးချတယ်ဆရာမကိုလက်ထိုးပြီးတော့လင်းကြီးပေးပြီးတော့ပြီးတော့ပေးပြီးတော့အောင်မလို့ကြိုးစားတယ်အဲ့ဒီကောင်ကလောကမှာကြီးပွားမဲ့ကောင်တွေမဟုတ်ဘူးဘာကြောင့်လဲဆိုတော့သူတို့ရဲ့အခြေတွေကိုပဂရိအခြေတွေကိုလက်မခံနိုင်တဲ့အကောင်ဖန်ဆောင်ခြင်းတဲ့အကောင်မဟုတ်တန်လျာကြီးနဲ့ကိုယ့်ဘာသာကို position ရဖို့လို့ကြိုးစားတဲ့အကောင်ဘဝမှာမကောင်းနိုင်ဘူးကိစ္စမရှိဘူးအဲ့ဒီကောင်ကအောက်ကျနောက်ကျဖြစ်မဲ့ကောင်မနှမျောနဲ့ငါမနှမျောဘူးပြီးလို့ရှိရင်သူများခိုင်းတာခံရမဲ့ကောင်ဘာကြောင့်လဲဆိုတော့
လောကကြီးမှာကိုယ့်ကိုယ်ခိုင်းရတယ်ကွာကိုယ့်ကိုယ်မခိုင်းလို့ရှိရင်ငယ်မှာကိုယ့်ကိုယ်မခိုင်းရင်သူများခိုင်းတာခါရတယ်အဲ့ဒီကောင်ကသူများခိုင်းတာခါမဲ့ကောင်လေမပြောပါဘူးဘာလို့လောကကြီးမှာအသုံးမကျတဲ့ကောင်တွေစောသေးပြီးသွားတာအရေးမကြီးပါဘူးမနှောနဲ့ဒါမဲ့လို့သူများသေးပေါ့ဘယ်လိုနေလဲသူများညံ့မလို့တော့ဘယ်မညံ့နဲ့ဒီကောင်တွေလက်ခံအောင်ကြိုးစားကောင်းပြီကြိုးစားတော့ဆရာရဲ့ဘယ်ဟာကြိုးစားမှလဲလို့မေးရရှိတယ်ဒေါက်တာကျော်စိန်သိတော်တဲ့ပုဂ္ဂိုလ်နော်ငါအင်မတန်လေးစားတယ်နော်ဒေါက်တာကျော်စိန်ရေးတဲ့သိဘဝတက်တာအသုံးချစိတ်ပညာဆိုတဲ့ထဲမှာပါတဲ့စကားလေးတစ်ခုကိုငါပြောခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့အသားထိုးအောင်မြင်မှုလာပြီနော်ကောင်းပြီငါမင်းတို့ကိုစောစောကပြောပြီငါယုတ်ကြီးကနာတယ်လို့ပြောခဲ့တယ်မလားအဲ့ဒါငါပဲဇာတ်မင်းသားလှုပ်ချင်လို့ရမလားရုပ်ရှင်မင်းသားလှုပ်ချင်လို့ရမလားအလုံးလုံးတော့ဖြင့်အဲ့ဒီမှာလူချမ်းဖြစ်မှာပေါ့ဇာတ်မင်းသားထိုးပြက်လက်လာလိုက်ပြေးလိုက်အဲ့မှာအဒါဆန်းပြီးတော့မှလက်ခံသွေးထောင်အထိုးခံပြီးတော့မှငါအဲ့မှာရုပ်ရှင်နဲ့ပါမှာပေါ့ငါမလုပ်နိုင်ဘူးတတ်ပြောသိမှဘာပြောတယ်မင်းဟာတဲ့တစုံတစ်ခုသောအကြောင်းကြောင့်မအောင်မြင်နိုင်မှုဆိုလို့ရှိရင်အသာထိုးပြီးအောင်မြင်စရာတွေရှိပါတယ်တဲ့မင်းဟာတဲ့အတန်မကောင်းလို့မို့လို့အဆိုးတော်မဖြစ်နိုင်ဘူးဆိုရင်တဲ့အကောင်းဆုံးပြချင်းဆရာဖြစ်နိုင်ပါလေအကောင်းဆုံးတမ်းများဆရာဖြစ်နိုင်ပါလေအဲ့ဒီအသာထိုးဟုတ်တယ်မင်းလောကမှာမင်းအဆိုးတော်ဖြစ်နေမင်းအတန်ကဘဲတန်ထွက်တော့ဘယ်နဲ့လုပ်လဲကဲဖြစ်တော့ဟင်လောကမှာအတန်ရဲ့ဆန်းရဲ့ညံရဲ့ကန်ရဲ့သူ့လိုမရဘူးဒီလိုဆိုတော့ဥစ္စာလည်းစလုံးတိတ်ရှိတုတ်တာသိကျင်သိတာဒါပေမဲ့ပြုတ်ကြည့်ပြောတယ်ကျန်းကျင်ကျန်းတာဒါလုပ်လို့မရဘူးကံတို့ညံတို့ဆန်းတို့သူ့လိုမရဘူးကဲငါကဲဆိုကြပါစို့အတန်ကောင်းနေပါပဲကောင်းတော့မကောင်းလာပဲနဲ့ဘယ်နဲ့လုပ်လဲမမရဲ့အတန်မျိုးငါဘယ်နဲ့လုပ်ရမလဲဟိုမိမကောဆဲတာတောင်မှနေဝေချိုးတယ်မိမတို့ကဲဘယ်နဲ့လုပ်မလဲအဲ့လိုဆိုတော့ငါအတန်မကောင်းဘူးတဲ့အစားထိုးမှာပေါ့ငါအကောင်းဆုံးအချင်းဆက်ပြောလို့မှာပေါ့အကောင်းဆုံးဗီတရားဆက်ပြောလို့မှာပေါ့လောကကြီးမှာမဲ့အသားထိုးအောင်မြင်စရာတွေနေရာတွေအများကြီးရှိတယ်နော်ဘုန်းတို့သတိထားတော့အဖက်ဖက်မှာမင်းကြိုးစားကြလို့ရှိရင်နေရာတကာမှာတကားတွေပွင့်နေတာထိပါအဲ့ဒီတော့ကိုကြိုးစားသမှာအခုကြည်စမ်းကလေးတွေကစားပွဲမှာခိုးဖြေတယ်ဘာလို့လဲဆိုအဲ့ဒီဥစ္စာဘာလဲဆိုလို့ရှိရင်ကိုမကြည့်ဝင်တဲ့ကောင်လေးလုတ်တော့အမှန်တိုင်းဒါဖြင့်ဆရာရဲ့တချို့လူတွေကတော့ခိုးဖြေပြီးအောင်းနေကြတာဘယ်နဲ့လုပ်မလဲဆိုတော့ငါလည်းမတတ်နိုင်ဘူးအဲ့ဒါတော့သူတော့မြင့်ကိုမစဉ်းစားဖို့လို့ငါပြောတာဒါပေမဲ့အဲ့ခိုးဖြေပြီးအောင်တဲ့ကောင်တွေကဘယ်တော့မှရေရှည်မှကြီးပွားမှာမဟုတ်ကြတော့ငါပြောတယ်တိုင်းတို့တစ်ခါပြန်ပြီးတော့ပြန်ကောက်ကြအောင်ဟိုးရှိပိုင်းကပြောခဲ့တဲ့ဥစ္စာတွေမှာပြန်မှတ်ပြီးနေမယ်လို့နော်ဒီရုပ်ကလည်းနော်နာတယ်တယောက်ကချောတော့အခွင့်အရေးလွယ်လေးရတယ်တယောက်ကကြတော့ရုပ်ကဆိုးတယ်ဒါမဲ့လို့လောကကြီးကိုချစ်ကပ်နိုင်အောင်ကြိုးစားတော့သူကပညာတို့ဘာတို့ညာတို့အဲ့ဒီဘက်မှာတော်အောင်ကြိုးစားတယ်ဆိုရင်ပြောခဲ့ဘူးလေမှတ်ပြီတယ်နော်တောင်းဟောသူပြတ်တယ်အင်္ဂလိပ်မာလာကြောင်းမှာပေါ့လူတွေကိုအကုန်လုံးလက်ညှိုးလျှောက်ဖြတ်ခဲ့တာအင်္ဂလိပ်မာလာဆိုတာကဒီပါဠိလိုဖိနေလို့ဆိုအင်္ဂလိပ်မာအင်္ဂလိပ်ဆိုတာလက်ညှိုးမာဆိုတာပန်းကုန်လက်ညှိုးပန်းကုန်ဆွဲတဲ့သူဆိုတဲ့အဓိပ္ပာယ်ရှိအဲ့ဒီမှာတာမန်လူဘဝတော့လက်ညှိုးတွေဖြတ်လိုက်တဲ့ကိစ္စဟာအကုန်လုံးထက်တော့ငါအဖေလက်ညှိုးဖြတ်တဲ့အမေလက်ညှိုးဖြတ်တဲ့ဦးလေးလက်ညှိုးဖြတ်တယ်လို့ဆိုတော့သူ့ပေါ်အမျိုးကြီးလိုက်ကြတာပြောမနေနဲ့တော့ဘယ်လောက်ပြောင်းကြီးလဲဆိုတော့သူ့သားတွေဆုံးရထွက်တဲ့ကမှဂိမ်းနဲ့ပေါက်တာနဲ့ဒုံနဲ့ပြစ်ချတဲ့ဒုက္ခကိုရောက်တွေးတဲ့တိုင်နဲ့ပြန်လာတော့မြတ်စွာဘုရားကသူ့ကိုတိုင်းခုနကပြောမိခင်များကိုပြိတ္တိဖွားတဲ့အခါမှာတက်တက်တာဖွားတဲ့အောင်ဆိုအင်္ဂုလိမာလာကိုပုတ်ကိုပြလိုက်တဲ့ခါကျတော့မှဒါလူတိုင်းနဲ့ဆိုင်တဲ့ကိစ္စဖြစ်လာပြီဘယ်လိုမှမဆိုမျက်နှာမြင်ရတော့မယ်ကိုသမီးလည်းမျက်နှာမြင်မယ်ကိုဘုမလည်းမျက်နှာမြင်မယ်ကိုအမေလည်းမျက်နှာမြင်ရမယ်ဆိုတော့အဲ့တော့မှအကုန်လုံးဖုန်းနေဝိုင်းလာပါကြည်စမ်းကျန်တဲ့နေရာမှာဘလောက်ညံ့အဲ့ဒီတုတ်ကလေးတစ်ခုကိုပြလိုက်ထားတဲ့အကုန်လုံးရဲ့ချစ်ချင်းကိုခံလာကြည်စမ်းအသာထိုးအောင်မြင်မှုတွေတော့ကျန်တဲ့နေရာမှာမအောင်မြင်ဘူးလေကိုအဲ့ဒီမှာအောင်မြင်မလားအဲ့တော့ဆက်ပြီးတစ်ခါပြောလိုက်မယ်ဆိုရင်အယုံဆိုးတဲ့သူတွေကအောင်မြင်တယ်ရုပ်ချောတဲ့သူတွေကြတော့ဘုရားယောဂအလွယ်တကူလက်ခံတယ်အဲ့ဒီမှာရုပ်ချောတဲ့မိန်းကလေးတွေကြက်ကြက်သတိထားဒီမှာပြောတော့မယ်ရုပ်ချောတဲ့ကောင်လေးတွေကြက်ကြက်သတိထားသူတို့လောကကြီးပြီးအလိုလိုက်တယ်အလိုလိုက်တဲ့အခါကျအလိုလိုက်တဲ့အတွက်ကြောင့်ဘုရားပြောတယ်ရောင်းတက်တယ်နော်တောင်းနဲ့သိကောက်တက်တယ်မိကြီးတော့ချောပြီဆိုတော့သိကောက်တက်တယ်သတိထားအဲ့ဒီဥစ္စာရဲ့ပတ်သက်လို့ငါပြောရအောင်ပါဗျာငါအတွေ့အကြုံတွေကို
မင်းကလေးကချောလို့ရှိတယ်တော်အလူပဲရတယ်ပေါ့ငါလည်းတော်စိတ်ညစ်ပါတယ်ငါတက်ကလေးကြောင်းမှာဆရာဖြစ်လာတဲ့ခါကျပြောဝဲသားထွက်ပြီဆိုလို့ရှိရင်ချက်ပြောလိုက်တယ်ပြောဝဲသားထွက်တယ်ဆိုတာမင်းတို့ပြန်စဉ်းစားကြည့်ပြောဝဲသားထွက်တယ်ကမင်းအခက်အခဲတွေမှာပြောဝဲသားလို့ကောင်းတာတိုင်းတို့ခဏမဆက်စုပြီးပြောဝဲသားဟေးဒါမှအထုပ်မဆက်ပြလိုက်လာပါအခါထဲမှာဇိမ်းနဲ့စားလိုက်ကြအောင်ဆိုပြောဝဲသားဖြစ်ပြီလားမဖြစ်တော့ဘူးဘယ်လိုကောမှပြောဝဲသားဖြစ်တော့တိုးတယ်ကွာလားသွားပြီးတော့မှစိတ်ကောင်းနေထိချာကွာဟုတ်ကောအင်းသက်တွေခုကပကံကလောက်တော့မဟုတ်ဟဲ့တို့ပါလာတဲ့ဟိုစက်တိုင်းဒီမှာချလေအဲ့မှာနှူးရမှနဲ့တင်းကဘယ်လိုပြောမှနဲ့ကိုကောကမင်းတို့ဒီကောကမင်းတို့ကိုကောထိချာအဲ့မှာအင်းသက်တက်ခုရဲ့ကောင်ကတက်ခုနေတော့မှပြည့်စိတ်ကလေးဘုံချာခါကျင်တယ်လို့အမေဟာခါကျင်နေဆိုဆင်းလာလို့ချင်းဟာဟုတ်ကောအဲ့ဒါပြောစရာအခက်ခဲပါတယ်လေပြောစရာကောင်းတယ်ဘာအခက်ခဲပါအခက်ခဲမပါလို့ရှိရင်တော့ဒါသင်္ကန်းစာပြောရမယ်အခက်ခဲမပါရင်လောကကြီးမှာပြောစရာမကောင်းဘူးနော်မင်းတို့ဂရိထားပဲအခက်ခဲကိုတိတ်မကြောက်နဲ့နော်မင်းတို့လောကကြီးကိုပြောင်းလုပ်ပေးထားတဲ့ကိစ္စကြီးတွေနော်တိုက်ထားလိုက်ပါတော့ဒါစကားဆက်မိလို့ပြောလိုက်တာအဲ့ဒီကနေပြီးတော့မှစားကြတဲ့အခါကျတော့ဥပမာအင်ပက်ချက်ဖြစ်ရော့ကြတာဟင်းရော့တဲ့ဟင်းထည့်ပေးလိုက်ပြီထည့်ပေးလိုက်တဲ့အခါကျအဲ့ရုပ်ချွတ်တဲ့မိန်းကလေးတယောက်ရဲ့လက်ထက်ဒုက္ခနာပဲကိုအလူလိုက်ခံထားတဲ့မိန်းကလေးရဲ့လက်ထက်မှာကြတာဟင်းထည့်ပေးလိုက်တယ်သူကအင်ပက်ကအပေါက်ဖြစ်လို့အောက်ယူကြတဲ့အခါကျတော့ဟောသက်သိကောင်းတာမန်ယောက်ျားလေးတယောက်ရဲ့ဖက်ထဲမှာအဲ့ကျသားကြီးထက်တော့ဖိတ်ကြတော့ဟိုကောင်ကလို့ဟာဖိတ်ကိုဖိတ်ကိုလူဆုံးဟာလူဆုံးမထဲမှာတော်ပြီပါမင်းယူတော့ပါဟာကွာမင်းငါဒါပြီးတော့ပြောစရာကြီးအဲ့ဒီဘယ်တော့မှရေချိုးတဲ့ကလေးမလေး5ခေါ်တယ်အင်္ဂလိပ်လိုဆိုလောကကြီးကအလူလိုက်ခံထားတော့အရောက်တဲ့ကလေးမလေးရဲ့လက်ထဲမှာရောက်သွားတော့ဘာလို့ဥမလေးဖက်ကြီးရတဲ့အပေါက်ကြီးဒီကတုံးမသားတော့ဒီကငင်းရခေါ်လိုက်ညရထားပါရဲ့စားပါရဲ့တက်ပါရဲ့လူလူစားတော့စားပါရဲ့ဒါပါတက်ပါအဲ့ဒါအဖြစ်အရေးကြီးတယ်ကွာကျက်သားဟင်းစားဘူးလားဟာဒါပြီကိုင်းကျက်သားဟင်းစားဘူးလားကျတော့အဲ့ဒီခါမျိုးမှာအဲ့ကူးစီကောင်းဆောင်လုပ်ကြတဲ့ဆရာသိတိထားတယ်ညနေသိကောင်းသိချာဟဲ့လူညညကုမဆရာသမီးမစားဘူးလို့ပြောတယ်ဟဲ့ညညဒါလေးကမင်းတို့ဆရာသမီးမစားတော့ဟောလာကမှဆိုပါလေကောင်းပါလေအဲ့ဒီငါလည်းမစားဘူးလက်ဆက်မှဆိုမှလာပါနင်းနဲ့ငါစားအောင်လို့ပါရော့ငါခွတ်ပြရမှာဘာကြောင့်ဆရာလည်းနေပါသေးတယ်အဲ့ဒါနဲ့ရော့ပါဆိုတော့မှဆိုမှအဲ့ဒီမှာသူကပြန်ပြီးစိတ်ကြည်သွားတယ်ရုံးမလို့ရှိရင်သူတယောက်ယောက်ပြောစားကြီးတစ်ခုလိုပြည့်တော့မှာဒါကြောက်ဖို့ကောင်းတယ်စိတ်မျိုးကိုကောင်းတယ်လောကကြီးရဲ့လှတဲ့အတွက်ကြောင့်လောကကြီးရဲ့ဖြစ်ပြီးထားခြင်းခါတော့အလူလိုက်ထားခြင်းခါတော့မိန်းကလေးလှတဲ့မိန်းကလေးလှတဲ့ကောင်လေးစိတ်ကလှအောင်ကြိုးတော့ရုပ်ကလေးလှလို့လောကကြီးကလူလိုက်တဲ့အတွက်ကြောင့်ပျက်စီးသွားတာမျိုးဘယ်မှမဖြစ်သေးဘူးပြိထားပါကောင်းပြီဒီကနေဆက်လိုက်တော့ခဏကပြောရဘူးလေပြောခဲ့ပြီရုပ်ဆိုးတဲ့သူတွေကသူတို့ကိုသူတို့ကြိုးရတယ်ရုပ်ရတဲ့သူတွေလည်းသူတို့မှအလိုလိုက်ခံရတယ်ဆိုတော့ကောင်းပြီရုပ်ရတဲ့ကောင်းလေးတွေကောင်းမလေးတွေပြောလိုက်ချင်ရုပ်ဆိုးတဲ့သူတွေတောင်မှသူတို့ကိုသူတို့ကြိုးစားပြီးအဲ့လိုဖြစ်အောင်လုပ်တယ်နော်သူတို့ကလောကကြီးမှာလိုလိုက်ပြီးသားနော်ရုပ်ဆိုးတဲ့လူကဘာနဲ့တူလဲဆိုတော့သူရုပ်ဆိုးတဲ့သူတွေကအစွဲမပါစွဲဆုံးမပါတဲ့ဆင်းနေတယ်အဲ့ဒါကိုဟိုင်းလို့ခေါ်အစွဲနှချောင်းပါလို့ရှိရင်စွဲဆုံးလို့ခေါ်တယ်အစွဲတစ်ဖက်တည်းပါလို့ရှိရင်ကျဲလို့ခေါ်တယ်အစွဲတစ်ဖက်လုံးမပါလို့ရှိရင်ဟိုင်းလို့ခေါ်တယ်အဲ့ဒီဟိုင်းတင်ကဘယ်လိုဟာမျိုးလဲဆိုတော့သူကအစွဲတစ်ဖက်လုံးမပါလို့သူ့ကိုယ်သူဘာလို့လဲနှမောင်းကိုတောင်းလို့ရတယ်သိက္ခာနဲ့တော့နှမောင်းစွဲဆုံးဆင်းနဲ့ဟိုင်းတင်နဲ့တော်ရမှာတွေ့ဆင်းရဲရင်တွေ့ပြီဆိုရင်စွဲဆုံးဆင်းကပြေးထုတ်လိုက်ရင်ထိုးလိုက်ဟိုင်းကဘာလို့လဲဆိုလဲအဲ့ဒီစွဲဆုံးဆင်းရဲ့အစွဲဖမ်းပြီးထက်ဆိုလက်လုံးနဲ့လေးပြီးချိုးလိုက်တာလေကြီးကိုကအစွဲကျုပ်နေရောပေါ့ဆင်းမအစွဲဆိုတာအထက်သွားပေါက်တဲ့အံဆွဲပဲကွာလေပြီးတော့ကိစ္စပြတ်သွားအဲ့ဒီဟိုင်းကနှမောင်းဘလောက်တန်တယ်လဲဆိုရှင်ငါပြစ်ကလွတ်တဲ့လူသားတွေကြောင့်လူသားတွေကပြောကြလို့ငါသိရတာတော့မှာတဲ့ကျွန်တော်ခိုင်းတဲ့ဆင်းနေပါလို့ညာတဲ့တော့တယ်မှာဆင်းရဲဟိုင်းနဲ့တွေ့ပြီဆိုရင်ကျွန်တော်ဆင်းရဲဆရာရဲ့တဲ့လွတ်အောင်တော့ပြေးတာပေါ့ပြီးတယ်လို့ကိုကလိုက်ပြီးတော့နှမောင်းနဲ့ရေးလိုက်တာဆရာရဲ့အရှိုးထင်ကြရဲ့ခဲ့တယ်။ကဲဆင်မအရှိုးထင်တယ်ဆိုမင်းတို့စဉ်းစားကြည့်တော့ဘယ်လောက်တန်လဲ။အဲ့တော့ရုပ်ဆိုးတဲ့သူကဘာလဲသူ့မှာအကွဲမပါတော့သူဟိုင်းစင်ကိုကျန်တဲ့အပိုင်းမှာထက်မြအောင်သူကလုပ်တာ။ကောင်းပြီ။သူတို့ကဟိုင်းစင်လို့ဖြစ်လို့နာမကိုထက်မြအောင်လုပ်တယ်ဆိုတဲ့အခါကျတော့မိမိရုပ်ဆိုးတဲ့ကလေးတွေကြက်ကြည့်တော့
ရုပ်ဆိုးတဲ့ကလေးတွေလက်ခံနေအောင်ကြိုးစားကောင်းပြီရုပ်ချိုးတဲ့ကလေးတွေကလောကကြီးကအလိုလိုက်ထားတော့မင်းတို့ကနင်းနေတော့ပျက်စီးတယ်နော်သတိထားနော်မင်းတို့စိတ်ကောက်တတ်တယ်နော်အလွယ်တကူရတယ်လို့ထင်တယ်နော်အဲ့ဒါလေးပြန်ဖြစ်အောင်လို့ကြောက်လို့တဲ့ဆိုတာကြောင့်မိဖို့ရုပ်ချိုးတဲ့သူတွေကပိုးကြီးလေ့ချင်သူတို့တဲ့ဘိုးတော်တပန်းတာပဲအဲ့ဒါဖိစိတ်ပါလဲဆိုတော့မာဒီမှာစကားတက်ပြီးပြန်ပြီးပြောလိုက်ရအောင်အဲ့တော့မင်းတို့တခုပြောချင်တာကရုပ်ချိုးတဲ့သူရောရုပ်ချိုးတဲ့သူရောလောကကြီးမှာမင်းတို့တကယ်လို့ချင်တကယ်ဖြစ်နေတယ်တကယ်ကျိုးစားရင်တကယ်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကိုငါပြောခဲ့ပြီအဲ့ဒီမှာရောတို့ဥပ္ပနိုင်နဲ့တို့မင်းတို့မင်းကြီးရဲ့ပြောတဲ့စကားလေးကိုငါပြန်ထည့်ပြောခြင်းတယ်မင်းတို့မင်းကြီးကရောတို့ဥပ္ပနိုင်ကိုမေးတယ်တဲ့ဥပ္ပနိုင်တဲ့မရှိတာနဲ့မသိတာခက်တယ်ဆိုဟုတ်ကလားဟဲ့မှန်ပါဗျာဟုတ်ပါတယ်ဗျာမသိရတဲ့ခက်တာရောရှိသေးလားဆိုရှိပါတယ်ဗျာဘာလဲနဲ့ဖိုးလိုက်ဆိုမလုပ်ထားပါဗျာဖိုးလိုက်ဘာကြောင့်မလုပ်ထားတာကိုခက်တယ်လဲဆိုတော့မှန်လားပါဗျာမရှိတာလဲရှိအောင်လုပ်ရင်ရှိပါတယ်ဗျာမသိတာလဲသိအောင်လုပ်ရင်သိပါတယ်ဗျာမလုပ်ထားကတော့ဘာမှမဖြစ်နိုင်တော့ပါဘူးဗျာဒါကြောင့်မို့လို့မလုပ်တာအခက်ဆုံးပါဗျာမရှိတာတဲ့မသိတာခက်ပါတယ်မသိတာတဲ့မလုပ်တာခက်ပါတယ်ဗျာလို့ဆိုတော့မင်းမင်းကြီးကမောင်မင်းစကားပညာရှိရဲ့အဖြစ်ပြပါလေတဲ့ဆိုတော့လောက်တော့လက်စွပ်တကွေးချုပ်တော့ချက်ချင်းပြေးသနာတော်မူလေဒါငါကြားဘူးလားနော်အဲ့တော့မင်းတို့လည်းပြောနေတဲ့ဥစ္စာဟာရုပ်ဘလောက်ပဲချောနေလေပိုက်ဆံဘလောက်ပဲရှိနေလေမလုပ်တာဘာမှမဖြစ်နိုင်ဘူးသဘောပေါက်အဲ့တော့ဘုရားကပြောခဲ့ပြီလူဆိုးတဲ့သူတွေလောကကြီးကနေတော့မျက်နှာသာမပြည့်တဲ့သူတွေလောကကြီးမှာကြီးပွားလာတဲ့ထုံးကားလာတဲ့လောကကြီးတစ်လုံးကိုတစ်ခုလုံးကိုအယုဆိုးတဲ့သူတွေကဖန်တီးသွားတယ်အဲ့ဒါတွေကိုပြောခဲ့ပြီဗမာပြည်မှာလည်းကြည့်ကမ္ဘာသမိုင်းမှာလည်းကြည့်နော်ကမ္ဘာမှာသိရှိရှားခဲ့တဲ့ဆိုကရေတိဆိုလို့ရှိရင်ရုပ်ဆိုးလို့လို့သမိုင်းမှာတေးရတဲ့လူတကယ်ကိုယုံကြည်ရတော်ဆိုးလာဒီငါတို့လောက်နေနေပဲဆိုတော့ဒီဆိုတာကအဲ့လောက်ဆိုးရတာဒါမှမဟုတ်ဒီနေ့ထိသူ့သမိုင်းမှာတင်းပြီးကြံနေခဲ့အဲ့တော့ဘာကြောင့်လဲလို့ဆိုတော့သူကလုတ်ခဲ့လို့ပဲအသားထုတ်အောင်မြင်မှုရှာခဲ့လို့ပဲအဲ့တော့ရုပ်ချောတဲ့ကလေးတွေနော်မင်းတို့ဆက်ပြီးတော့မကြိုးစားလို့ရှိရင်မင်းတို့နောက်ဆုံးမိပါသူများခိုင်းတာခါပါပဲဆိုတော့ပေါ့အဲ့ဒီကနေဆင်းတက်လိုက်တဲ့ခါကျတော့ကောင်းပြီဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူတွက်လိုက်ကြအောင်တော်တော်ပြောရတဲ့ဆင်မှာဆင်းရဲတဲ့ကြောင်းမနေနိုင်ဘူးကြောင်းမနေနိုင်တော့ငါဟာကြောင်းမနေနိုင်ဘူးငါဆင်းရဲတဲ့ချုပ်တဲ့ပညာမရှိဘူးဆိုတာအဲ့ဒါလက်ခံလိုက်ပါလို့ငါပြောခဲ့တယ်အဲ့ဒီလိုပဲပိုက်ဆံရှိတဲ့ကလေးတွေကလည်းကြံပြီးစဉ်းစားပါငါကြောင်းနေနိုင်တယ်ငါဟာပိုက်ဆံရှိတယ်လက်ခံလိုက်ပါအဲ့တော့မှငါဟာကြောင်းနေနိုင်တယ်ပိုက်ဆံရှိတယ်ဒါမှငါကြောင်းပြင်းနေတယ်ငါလက်ပိတ်ကောင်ကအချိန်ကုန်နေတယ်ငါဟာတောင်းမှခိုးချတယ်ဆရာတွေလက်ဆောင်ပေးပြီးတော့အောင်လုပ်နေတယ်လက်ခံလိုက်ပါလက်ခံတော့ဘာဖြစ်တော့ဘာမှမဖြစ်ဘယ်တော့ကြုံဖြစ်မှာပေါ့ကွာဒါပါပဲသူလည်းခိုင်းတာခံမှာပေါ့မိဖို့ပိုက်ဆံရှိတယ်ကိစ္စမရှိဘူးမျက်နှာတွေကကုန်ပါပဲမိဖို့ပိုက်ဆံကုန်ပြီးတော့ကြောင်းထားနေလေးကလည်းဘာလို့အကုန်ကုန်ပါပဲအဲ့ဒါပဲမိလက်ထက်ကြလို့ရှိရင်သွားပါပဲအဲ့ဒါသားသမီးလက်ထက်ကြတော့ပစ္စည်းတွေဆိုတော့အဲ့ဒါမျိုးပြောတာအဲ့တော့ကျောင်းနိုင်လို့ရှိရင်သူများတဲ့တပန်းမတားဘူးလားခဏကဆင်းတဲ့ဥပမာပြောလို့ရှိရင်တော်ဆုံးဆင်းတဲ့မတူဘူးလားကောင်းပြီမင်းကတော်ဆုံးဆင်းပြည့်ကြတော့မှဟိုင်းရင်ကအရှိုးထရဲလို့အရှိုးထတာခန်းနေရတဲ့ဆင်းလေးဖြစ်ကုန်လိမ့်မယ်ကောင်းပြီပြန်တွေ့လိုက်တော့ပိုက်ဆံရှိတော့မင်းကအဲ့ပိုက်ဆံကိုဒါတွေလုပ်နေတယ်ပိုက်ဆံနဲ့မင်းအချိန်တွေကိုဘယ်လိုဖြုံးနေလဲအဲ့ဒါပြန်စဉ်းစားပေါ့မင်းတို့ငါဂရိပြလိုက်မယ်နော်အင်္ဂလိပ်စကားလေးတစ်ခုရှိတယ် Life is made up of time ဘဝဆိုတာအချိန်နဲ့ဖွဲ့ထားတာဒီအသက်လောက်ရှိတဲ့16နှစ်အဲ့ဒါဆိုအချိန်กว่าကျောင်းတော်ပဲဘယ်လောက်ရှိတဲ့60အချိန်กว่าအချိန်မပါဘဲနဲ့ဘဝမရှိဘူးဦးရဲ့ခောက်ခနေပြီးသွားလို့ရှိရင်ဘဝမရှိတော့ဘာလို့အချိန်မှမရှိလိုက်ဘူးအဲ့တော့ဘဝဆိုတာအချိန်ကိုပြောတာဘဝကိုမတန်ဖိုးထားလားအဲ့အချိန်ကိုတန်ဖိုးထားမင်းအချိန်ပေါင်းများစွာကိုဘယ်မှာတုံးနေလဲတစ်ဖိတ်လိုက်ပါလားလူတယောက်စိတ်နဲ့ဇေယျကိုသိရင်တဲ့
သူအားရတဲ့အချိန်တွေကိုဘယ်လိုသုံးလဲဆိုကြည့်ပါအဲ့ဒီကောင်ကသူအားရတဲ့အချိန်မှာလက်ဘိုးဆိုင်မှာကုန်းနေလို့ရှိရင်အဲ့ဒီကောင်ကလက်ဘိုးဆိုင်ရင်ကျင်းမှုလက်ဘိုးဆိုင်ကကောင်းမှဖြစ်မယ်အခုပိုက်ဆံရှိတဲ့ခရစ်ကြပူးတည်ထားရတယ်သူကပိုက်ဆံရှိတဲ့လက်ဘိုးဆိုင်မဟုတ်တော့ဘူးဘယ်ရောက်သွားလဲဆိုတော့ခါရာအိုကေတို့ငါတို့ညတော့ငါမတိတဲ့ဟာတွေပေါ့ကွာငါလည်းမရောက်ဘူးပါဘူးအဲ့ဒီမှာအချိန်ကပဲပြောလိုက်အောင်မယ်ဒီပိုက်ဆံရှိရင်တော့များလာလို့ရှိရင်ပေါ်တော်ဖြစ်လာတယ်ခရစ်ထားကြမယ်ငါကိုယ်တိုင်ဒီမိုးကုတ်မှာရောက်လာတဲ့အခါမျိုးမှာမိုးကုတ်မှာဆင်းရဲနဲ့သွားပြီးလေးနဲ့ကြောက်အောင်လာတဲ့ကောင်လေးတယောက်မြောက်ကိုတွေ့ဘူးလေဘာလုပ်တယ်ဖြစ်လို့အဲ့ဒီကာရာအိုကေဆိုတော့ဟိုလက်စိတ်ပေါက်ဆက်လာရှိတဲ့တင်ရင်းပေါ်မှာကောင်မလေးတွေကလည်းဥဆောင်သွားနေရာတိုင်းကိုအမလေးပန်းကိုတီးဆက်ပြီးတော့ငါထင်တယ်တောင်းချီပြီးကုန်လိမ့်မယ်ထင်တယ်အဲ့နေကြမှာဒီတယောက်တယောက်ဒါနဲ့ဒီကောင်လေးတွေမေးကြမင်းတို့ကွာဒါကမှအောင်ဆိုတော့ငါလည်းခေါ်ပြီးတော့မေးကြတညညမှာတောင်းချီကုန်လိမ့်မယ်ထင်တယ်ဟာဆရာရေတောင်းတော့ကတော့ပြောလားတောင်းတော့ကတော့ဆိုသေရောတော့ကွာငါကဘာဆက်ပြောတော့မယ်အဲ့ဒီမှာပြန်စဉ်းစားကြည့်တော့သူ့ဘဝရည်မှန်းချက်ကြီးကမူရတော့ဘယ်လောက်ကြီးခဲ့လဲဆိုမှန်းလို့သိကြီးရမှာပေါ့တစ်ဖြည်းဖြည်းချမ်းသာအောင်ဘယ်လိုဖြစ်အောင်ဘာဖြစ်အောင်လောကကြီးမှာဘာလို့မကြမ်းလဲဒါတွေအများကြီးရှိမှာပေါ့ဒါမှပြန်အိုက်ဆန်ချမ်းသာသွားတဲ့ခါကျတော့ဒီကချမ်းသာခြင်းတဲ့ဓာတ်ကိုမခံနိုင်ဘူးလူတော်တော်များများဟာတော့ဆင်းရဲတဲ့ဓာတ်ကိုခံနိုင်တယ်တော့ချမ်းသာခြင်းတဲ့ဓာတ်ကိုခံနိုင်ဖို့မလွယ်ဘူးတော့ဘုရားမျိုးပြန်စဉ်းစားကြည့်ပေါ့ဟိုးရေလုံးကတခင်လေးပါးညာရေးဆိုတဲ့ဥစ္စာဒုက္ခပြေးမှလူရဆင်းရဲတော့ကတော့အဲ့ဒီတကယ်ဖြစ်တကယ်ကိုအမျိုးချစ်စိတ်နဲ့လုပ်ခဲ့တာနော်နောက်ပိုင်းချမ်းသာလာတော့ပေါက်ကရဖြစ်ကုန်တယ်အဲ့ဒီတခင်လေးငါကိုမျက်စိနဲ့မြင်ရလို့ငါပြောတာဟုတ်ဆိုအာနာမရှိတဲ့ဓာတ်ကိုတို့ခံနိုင်တယ်ဆင်းရဲတဲ့ဓာတ်ကိုခံနိုင်တယ်အာနာဓာတ်ကိုမခံနိုင်ဘူးဆင်းရဲတဲ့ဓာတ်ကိုမခံနိုင်ဘူးအဲ့တော့ဘုရားကောင်းလေးကြီးတော်တော်ကပြောရလို့ပေါ့နော်သူများစီကနေသင်္ကန်းစာယူကြဘုရားရုပ်ချောတဲ့ဓာတ်ကိုခံနိုင်အောင်ကြိုးစားကြချမ်းသာတဲ့ဓာတ်ကိုခံနိုင်အောင်ကြိုးစားကြဆင်းရဲကောင်ကတော့သူ့ဓာတ်နဲ့သူပြီးပြီးသားဆိုတော့အဲ့ဒီမှာကြိုးစားပန်းစားခံပြီးတက်လာလိမ့်မယ်ဆင်းရဲကောင်ကလည်းသူ့မှာသူကြိုးစားပြီးအောင်မြင်လာလိမ့်မယ်အဲ့ဒီချမ်းသာတဲ့ဓာတ်ကတော့မင်းခါတော့မှတော့ကြမှာဒုက္ခတော့မှအမေလေးထအောင်လို့မရအောင်ဗျာမင်းတို့အဲ့ဒါစဉ်းစားကြအဲ့ကောင်လေးတွေလည်းရုပ်ချောတဲ့ကောင်မလေးတွေနော်ကြားကြတိထားတော့မိကလေးဘလောက်ချောနေနေနော်သိရင်ကမကောက်ကောက်တတ်တဲ့ပြတ်တဲ့ဘာညာဆိုလို့ရှိရင်အဲ့နောက်ဆုံးပြကြတော့လေမယားတယောက်ရတဲ့ခါကျလေမယားကြီးကြည့်ပြီးတော့ပြောပြရုပ်ကိုမေ့နေကြတာသိရင်ကောင်းတယ်မကောင်းတယ်ဆိုတာတီတာအဲ့မိမအိတ်ကြရဲ့ထမင်းကောင်းဝချက်ဆိုတာဟင်းကောင်းဝချက်ဆိုတာဒါကိုကြည့်တာကျန်တဲ့ဥစ္စာတွေအကုန်လုံးပြီးဒါကြောင့်မလို့တချို့ရေချောပါဆိုမိမတွေလေကန်းပြစ်သွားတယ်ဆိုအဲ့ဒါတချို့ရေချောပါလဲဆိုကောင်းတယ်မိမကွာပါလဲဆိုအဲ့ဒါဒါအိမ်တော်ကြီးပါကွာရှောက်ပြတော့မကောင်းလည်းမကောင်းပါကိုယ်ဉာဏ်နဲ့ကိုယ်ချက်ပြီးစဉ်းစားရပေါ့ပြောတဲ့နေတွေကလောကကြီးကမိမိကိုပေးလိုက်တဲ့အခွင့်အရေးကိုအသုံးချကြအသုံးမချနိုင်လို့ရှိရင်တော့အဒိဋ္ဌိမရှိတော့ဘူးအဲ့တော့တခုနဲ့ပြောနေတာရုပ်ချောတဲ့ကလေးတွေကအဆုံးမပေးတာနော်ဘာလို့ရုပ်ဆိုးတဲ့ကလေးတွေကိုအားပေးလို့မကောက်ဘူးရုပ်ချောတဲ့ကလေးတွေလည်းငါနည်းနည်းဂရိပေးရတာကိုအဲ့ရုပ်ချောတဲ့ကလေးတွေနဲ့ပတ်သက်ပြီးသင်္ကန်းစာယူဖို့ပြတာကြတော့ငါဘာလို့သွားဂရိရလဲဆိုရှင်နော်ဟိုးမြတ်စွာဘုရားခင်လက်ထက်တုန်းကမဟာတုတ်လည်းကြောက်လို့သိဖေးလုံးအကြည့်မဟာတုတ်သူကဟုတ်တဘောရတော့သူကဘာဖြစ်ခဲ့လဲဆိုတော့သိဖေးလုံးအကြည့်လို့သိဖေးလုံးအကြည့်လို့ဒီဘုရားရှင်ကိုဖုတ်ကတ်ချင်တာတော့မကတ်နိုင်တော့ဒုက္ခမြတ်သူရဲ့အိမ်မှာကျိုးလို့ပြီးတော့ဆံလေးတွေရှားရတယ်ဒီမရပြောင်းလို့ငကြီးလေးနှစ်ကောင်ကိုတဏှာစီမှာတွားပြီးဦးညီပြီးလုပ်တဲ့ခါကျတော့မှငကြီးလေးရရတော့အဲ့ငကြီးသားလေးနဲ့ဖုတ်ကတ်ခဲ့ရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားသခင်လက်ထက်ရောက်တဲ့ခါကျတော့သူကဘာလားဖြစ်လဲဆိုတော့ကိုဘောရမမြတ်စွာဘုရားပေါ့သူ့လက်ထက်ရောက်တဲ့ခါကျတော့အဲ့မာတို့လားဖြစ်တော့အဲ့ဟိုမာတို့ကနေပြီးတော့လားဖြစ်တော့သူကဘာလားဖြစ်လဲဆိုတော့တထေးကြီးတယောက်ရဲ့တထေးမကြီးတယောက်ဝင်းနေမောက်ပန္တိလာဖြစ်တဲ့ခါကျတော့သူ့အရွယ်ရောက်လာတဲ့ခါကျတော့ခေါင်းခွေပြီးပူတာလေသူတာမဏေကြီးရေဘာညာဆိုတော့မေးဖေးရလည်းပဲအင်းမတန်ချစ်တဲ့ကကိုင်ကာတာပြည်ကြီးပြပါတော့ဆိုတော့ထားပြလိုက်တော့ကျွန်တော်ခုနှစ်ရက်ပဲနေပါမယ်အဲ့လိုထားလိုက်တဲ့ခါမှာသူရဲ့ဥပ္ပဒေဆရာဆိုမင်းတို့နားရအောင်ဆိုဘုခေတ်ဆိုဂါဒီယန်ပေါ့ပါအနိကကြည့်ချက်တဲ့သူကပြောဆိုရှင်သာရိပုတ္တရာကိုတော်ကြီးအဲ့ဒါနဲ့ခုနှစ်ရက်ပြည့်တော့သူလူထွက်တော့မယ်ဆိုတဲ့ခါကျတော့ဂိုင်းပလီဘာအောက်မေးအိမ်ပြန်မယ်ဆိုတဲ့ခါကျတော့ပြန်တော့ဗျာရှင်သာရိပုတ္တရာကိုတော်ကြီးကရှိကသူကနောက်ကအဲ့ဒီမှာလေကုန်တွေဖြတ်ပြီးတော့ပြန်လာတော့လေကုန်တွေကလည်းစိမ့်လို့တိုးလို့
ထုံလုံးလုံးလို့တစားမိုးခါမျိုးပေါ့ဟုတ်လားဖေးဆိုလူလည်းဝင်းကြီးတွေဖြတ်ပြီးလာတဲ့ကောရှင်သာရိပုတ္တရာကိုရောကြီးကလည်းရှိကနေပြောသင်္ကန်းတော်ကြီးလင်းနဲ့နောက်ကကိုကြီးလေးကလည်းသင်္ကန်းလေးမနိုင်တိုင်းနဲ့ရှင်ပန္တိကလိုက်လာတော့ပတိသားဆိုတော့လေလာတယ်မမြင်ဘူးရှာအရှင်ဘုရားဒါပါလဲဗျလေခွင်းနေကွဒါနဲ့ဒီဟာရောဗာလဲဖျက်ဆိုတော့ဖြည့်ကြည့်လိုက်တော့ရေမြောင်းကိုပြီးတော့ဘယ်အဲ့ဒါရေမြောင်းလို့ခေါ်တယ်ကွအဲ့ဒီရေမြောင်းကဘာဖြစ်လို့လုထားလဲဖျက်ဘယ်ရေကိုလိုရရောက်အောင်လို့မြောင်းဖောက်ပေးတာပေါ့အဲ့ဒီလိုမြောင်းဖောက်လိုက်တဲ့ခါကျရေကလိုရရောက်လာဖျက်ကျဆာပေါ်သားရဲ့အရှင်ဘုရားရေထဲမှာသိရှိသလားညီရှင်သာရိပုတ္တရာကိုရောရဘယ်ရှိမလဲကွယ်ဆိုလိုက်တော့မှရှင်ပန်းကြီးကသိခဲ့စဉ်းစားတာသူမရှိတဲ့ရေတောင်ကမြောင်းတယ်လို့လူရရောက်နေသိရှိတဲ့ငါဟာဘာလို့တပတ်ထုတ်မရောက်ပဲနေရမလဲအဲ့ဒါနဲ့ဆက်ပြီးထွက်လာလိုက်တော့မိုးဆွေးကြီးတယောက်ကပြားလေးတွေကိုမိကင်းပြီးတော့မျက်စိလေးတစ်ဖက်ပြပြီးချောင်းအရှင်ဘုရားအဲ့လူကြီးဘာလို့ထားလဲဖေ။ကိုယ်ပြားဖြောင်းတာပေါ့ကွယ်။ဘာဖြစ်လို့ဖြောင်းတာလဲဖေ။ဘယ်နေရာပြောင်းလို့ပေါ့။အရှင်ဘုရားအရှင်ပြားထဲမှာသိရှိလားဖေ။ဘယ်ရှိမလဲကွယ်။အဲ့တော့မှကိုယ်လေးပန်လေးရရှင်ပန်လေးရဆိုတော့သိမရှိတဲ့ရေတောင်မှမြောင်းသိမရှိတဲ့ပြားတောင်မှမိပေးပြီးဖြောင်းလို့လေယာတော့ရောက်နေနေသိရှိတဲ့ငါဟာဘာကြောင့်တမက်တဖို့မရောက်အောင်မလဲလို့စဉ်းစားတော့ရှင်သာရိပုတ္တရာကိုယ်လေးစဉ်းစားတဲ့ဥစ္စာအကုန်လုံးသိနေတယ်။ဖြစ်ပြီးလာတော့လမ်းရှောင်းရင်းကနေတော့တနေရာရောက်တော့လူကြီးတယောက်ကတစ်တုံးကြီးတုံးကိုဒုံနဲ့တခါတည်းဓမ္မကြီးနဲ့ယူရင်းနေတယ်အရှင်ဘုရားအဲ့လူကြီးဘာလုပ်နေတာလဲဗျာ။ဘယ်သိယူတာလို့ခေါ်ရဲကွ။ဘာဖြစ်လို့ယူတာဗျာ။တစ်တုံးကြီးကောက်တယ်ကွ။ကောက်တော့လည်းဖြောင်းသွားယူတာပေါ့။အဲ့ဒီလိုယူလိုက်တော့အဲ့တစ်တုံးကြီးဖြောင်းလာဘောတိုင်အရှင်အဲ့ဒီတုံးကြီးမှာသိရှိလာရင်ဘယ်ရှိမလဲသိရှိတဲ့တုံးမှာမြင်းတယ်ပြီးဖြောင်းယူလို့ရသေးလို့ရှင်တန်ကြီးရေသိရှိတဲ့ငါဘာလို့တပတ်တစ်ခုမပြောအောင်မလဲလို့သူ့ဖေစဉ်းစားတော့အရှင်ဘုရားတပည့်တော်သိရှိတယ်ဗျာဒီတော့ကြောင်းပြန်မရဘူးဗျာဒီတော့အရှင်ဘုရားတို့လိပ်ပါရောက်ချင်းဗျာမျက်မှောက်ပြီးရင်လည်းဗျာကြောင်းပြန်မရသေးဆိုလိုက်တဲ့ခါကြတော့မှဒီပြန်လည်းပြန်ပေါ့ဒါပြန်ဆက်ကြတော့ကြောင်းပြန်တော့ကဲအဲ့ဒီမှာတရားကိုပေးတယ်သူလိုအပ်တဲ့ကမ္မထမ်းကိုပေးအဲ့ဒါလေးကိုယူဆိုင်ဘာမှစိတ်ကိုမရောက်စေနဲ့ဘယ်မှမရောက်စေနဲ့ကိုယ်စိတ်ကိုဂရုစိုက်ကိုယ်စိတ်ကလေးဘယ်သွားလဲဆိုပြီးစိုက်ဂရုမှတ်ထားကိုင်းငါဆုံးရတော့မှာအရှင်မြတ်ဆုံးရတော့လို့လားဖြစ်အေးသွားမှာပေါ့ကွယ်အရှင်မြတ်ဆုံးရတော့ရင်ဒီတော့ကိုငချင်းသားလေးပေါအောင်ခံနေပါဗျဒီကွယ်ကြားကြလေရမို့လူကြီးရဲ့တန်ကြီးရဲ့ငချင်းသားတွေစစ်မရောက်ပါနဲ့အဲ့ဒီငါပြောတဲ့ချက်မှာကမ္မထမ်းထဲမှာအာယုံထားကြမှာငချင်းသားတွေထားကြမှာထားပြခဲ့တဲ့ခါကျတော့ခလေးတွေကအာယုံပြည့်တဲ့ဥစ္စာပါရမီကကားနေတော့တတပတ္တိမဲ့တမဲ့သဂရဂါမိမဲ့အနာဂါမိမဲ့တတိယမဲ့ပြီးတော့ရောက်ဆုံးအဟတမဲ့ကိုရောက်ခါနေတော့ဆဲလေးမှာဖြစ်နေတော့ရှင်သာရိပုတ္တရာကိုရောကြီးကဆုံးခံရကနေပြန်လာတော့မြတ်စွာဘုရားတကဆန့်ကျက်ဒီကလေးဟာအဟတမဲ့ဆိုင်တော့မယ်တို့လည်းငါသားသာရိပုတ္တရာပြန်ရောက်လာလို့ရှိရင်ချုံချွတ်အတန်ကြားလို့ရှိရင်ဖြစ်ဒီကလေးဟာအာယုန်လေးပြကြီးရဲ့တို့လည်းဒီကလေးကိုကြည့်ပြီးတော့ငါသားသာရိပုတ္တရာအပြင်မှာရပ်ပြီးနေရလို့ရှိရင်သမဏတရုပ်တာလို့ခေါ်တဲ့ယဟန်ရဲ့အိမ်ကြီးပြကြီးရဲ့ဆိုတော့မြတ်စွာဘုရားတကကျောင်းတော်ကနေပြီးတော့မှရှင်သာရိပုတ္တရာကျိုးတယ်ကျိုးကမြတ်စွာဘုရားတခင်မြင်တော့ရှင်သာရိပုတ္တရာဥခိုက်ပြီးကြောက်လိုက်တဲ့ခါကျမှသာရိပုတ္တရာသုံးကိုများမျှရဲ့လားဆိုတော့စကားလေးပဋိတန္တရာပြုရလို့ဆိုတရားလေးပါလေးကိုဆွေးနွေးလိုက်တော့တရားတစ်ထုံးနှစ်ထုံးအဲ့ဒီတရားတစ်ထုံးတစ်ဖွဲ့ပြေးသွားလိုက်တဲ့ပြေးလိုက်မှာဘုရားရှင်လည်းပဲမေးလိုက်တဲ့ဟာကိုရှင်သာရိပုတ္တရာပြောတစ်ထုံးတစ်ဖွဲ့လည်းပြေးရောဘုရားကပဏိတဆိုတဲ့တာမဏေလေးတဲ့အရတ္တမတမက်ကိုစိုက်သွားတယ်ပြောကြတာကကောင်းလေးကောင်းပါလိမ့်မင်းတို့ရုပ်ဆိုးတဲ့ကလေးတွေကလည်းမင်းတို့ရဲ့အခြေလို့လက်ခံလိုက်သမှာဖြင်းရဲဆိုတော့လက်ခံလိုက်သမှာပညာမတတ်ဘူးဆိုလက်ခံလိုက်သမှာအဲ့ဒါလက်မခံမဲနဲ့လောကကြီးကိုမနာကြီးသမ်းပါနဲ့တောင်းကျင်ကိုမမုန်းကြီးသမ်းပါနဲ့ကုဘကိုဝိမလေးသမ်းပါနဲ့အဲ့ဒီကနေလက်ဆက်တက်ပြီးကြိုးစားသမ်းပါအဲ့ဒီပြင်ရုပ်ဆိုးတဲ့ကလေးတွေတောင်းကျင်ကမျက်နှာပေးကလေးတွေကလည်းပဲ
ဘယ်လိုဆိုရမလဲဆိုငါတို့ဟာရုပ်ဆိုးတဲ့သူတွေကမှအောင်မြင်နေလို့ရှိရင်ငါတို့ဘာလို့မအောင်မြင်နိုင်ရမလဲသူမရှိတဲ့ရေးတောင်းမှဘယ်လိုရောက်လူရရောက်နေရင်သူရှိတဲ့ငါဟာဘာလို့တပတ်တစ်ခုမရောက်ဖို့နေနိုင်ရမလဲဆိုတဲ့ရှင်ပန္တိရဲ့အကြံစီလို့ရုပ်ဆိုးတဲ့သူတွေကမှလောကကြီးအောင်မြင်နေရင်ရုပ်ဆတဲ့ငါတို့ကလောကကြီးဘာလို့မအောင်မြင်နိုင်ရမလဲဆိုတဲ့စိတ်နဲ့ကျိုးသားကြတော့မှအထုတ်ချတာမှလောကကြီးရေဆိုင်ရာဇာမှလို့ပြောရင်ဒီလိုဖြစ်လိုက်ပါတယ်